န်းသားစီစဉ်900ရတာစာပေပညာရှင်စာရေးဆရာမဒေါ်ဆန်းဆန်းနဲ့တာယာရီဘဝဖြစ်စဉ်အကျဉ်းချုပ်အားဖတ်ကြားမှာဖြစ်ပါတယ်ရှင်ယခုဟောပြောမယ့်သူကတော့ဆရာမဆန်းဆန်းနဲ့တာယာရီဖြစ်ပါတယ်ဆရာမကို1945ခုနှစ်ဩဂုတ်လ28ရက်နေ့တွင်တာယာရီမြို့၌မွေးဖွားခဲ့ပါတယ်1958ခုနှစ်မှာစတင်၍ကလေးဂျာနယ်တိုင်းရင်းမြေဂျာနယ်တို့တွင်ကြပြများရေးသားရင်းစာပေလောကသို့စတင်အခြေချဝင်ရောက်ခဲ့ပါတယ်1964ခုနှစ်ဗိုလ်တထောင်အိုးဝေပြည်ထောင်စုနိုင်ငံသစ်နှင့်အမျိုးသားသတင်းစာတို့၏တာယာရီခရိုင်သတင်းတောက်ဖြင့်တာဝန်ယူခဲ့ရပါတယ်ရှင်1980ခုနှစ်တွင်လုံးချင်းဝတ္ထုများစတင်ရေးသားထုတ်ဝေခဲ့ပြီးလုံးချင်းဝတ္ထု12အုပ်မဂ္ဂဇင်းစာအုပ်တို့ဝတ္ထုရှိ300ခန့်နှင့်ကြပြ100ကျော်တို့ကိုရေးသားထုတ်ဝေပြီးဖြစ်ပါတယ်မဟုရအကျဉ်းတောင်ဝတ္ထုဖြင့်ပြိတ္တအသိမှတ်ပြုနေရာပေးခြင်းခံခဲ့ရပါတယ်ရှင်ခောက်ထီးကလေးမလှုပ်တလုံးဝတ္ထုကိုဂျပန်ဘာသာသို့၎င်းကဘာမကြည်လှပါဘူးဆိုတဲ့ဝတ္ထုကိုရုရှားဘာသာဖြင့်သက်ဆိုင်ရာအစီအစဉ်ဖြင့်ဘာသာပြန်ထုတ်ဝေခဲ့ရပါတယ်1989ခုနှစ်တွင်1990အထိပုံမှန်10ကဖြစ်၎င်း1994ခုနှစ်မှ2001အထိပုံမှန်19ဖြစ်၎င်းအင်းစိန်ထောင်တွင်အကျဉ်းချချခံစီရပါတယ်ရှင်ဆရာမဟာစာပေလောကနှင့်10နှစ်မြောက်ဝေးကွာခဲ့ရပါတယ်ယခုအခါရန်ကုန်မြို့တွင်နေထိုင်ရင်းဝတ္ထုတို့ဝတ္ထုရှင်နှင့်အစကလူမှုဘာသာရေးရာစောင်းပါးများကိုအလေးသိရင်သင်သလိုရေးသားလျက်ရှိပါတယ်ရှင်အခမ်းအနားစီစဉ်9ပြီးတဲ့နောက်အခမ်းအနားစီစဉ်600ရတာစာပေပညာရှင်စာရေးဆရာမဒေါ်ဆန်းဆန်းနဲ့တာယာရီမှရတာစာပေအကြောင်းသိကောင်းဆရာများကိုဟောပြောပေးပါရန်ရိုသေလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ရှင်ပရိသတ်မှာရှိရလားလို့နည်းနည်းကြည့်ရတယ်ရှိတော့ရှိပါသေးတယ်ဆရာတော်ဘုရားကတော့ပြန်ကြွသွားပြီဆိုတော့ဆရာတော်ဘုရားကတော့မရှိတော့ဘူးဆိုတော့ဆရာတော်အကြောင်းလည်းနည်းနည်းပွားပြောလို့ရတာပေါ့နော်ပြောလိုက်ဦးမယ်တန်ဃာတော်များရှိမယ်ထင်ပါတယ်တပည့်တော်ဒီပွားနေပြီးတော့စာပေဟောပြောပွဲမှာကျမဆိုတဲ့အသုံးနှုန်းနဲ့ပြောဆိုနေတာတန်ဃာတော်များကိုအခါတော်များဖြစ်နေမယ်ဆိုရင်ရိုသေလေးစားစွာခွင့်လွှတ်ပေးဖို့ရိုသေလေးစားစွာတောင်းပန်ပါတယ်တပည့်တော်တို့စာရေးဆရာတွေကတော့တန်ဃာတော်တွေကိုတောင်းပန်ဖို့အချိန်ဆွဲပါဘူးဗျဒီစာပေဟောပြောပွဲရဲ့အခင်းအကျင်းလေးကလည်းဘယ်မှမကြုံဘူးစောစောဒီနေရာကိုရောက်အောင်ရှောက်လာရင်ကန်နဲ့လိတ်ကြပြီးရေကူးမိမှာဆိုလို့မနဲ့ဆင်ကျင်းလာတယ်ရှေ့ကလည်းရေကန်နဲ့နောက်ကလည်းရေတကွန်လိုအင်မတန်နားထောင်ကောင်းတဲ့ရေစည်းတန်ဂီတတန်လေးနဲ့
ရာတော်ရဲ့စိတ်ကူးဆရာတော်ရဲ့နှလုံးသားကျမခံမှန်းမိပါတယ်နှလုံးသားနဲ့ဆိုင်လို့တွေးတော့ကြံစားတဲ့အုံနောက်အရာမှာဉာဏ်ပညာအရာမှာလဲအင်မတန်နဲ့ဆိုင်တဲ့ဆရာတော်ကျမကိုခေါ်ပြောပဲဖိတ်တဲ့အတွက်အင်မတန်ကျေးဇူးတင်ပြီးတော့အင်မတန်ဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်းကိုလောကဝတ်ဓမ္မဝတ်မဟုတ်ပဲကျမယင်တွေကလိုက်လဲပြောချင်ပါတယ်နောက်တစ်ခုကကြီးမြပိတတဲ့အတန်လေးနဲ့ရှင်းရှင်းလင်းလင်းပြည်သက်နဲ့မိတ်ဆက်ပေးသွားတဲ့ဒေါ်စိုးမိုးကြီးအလုံးသိကြတဲ့ဒေါ်စိုးမိုးကြီးတရုတ်ဆောင်ပညာရှင်ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။ဘာကြောင့်လဲဆိုတော့ပြောရင်ဆိုရင်လည်းနောက်ပိုင်းဒီတိုင်းဆင်းသွားတော့မေ့သွားမှဆိုလို့ကျေးဇူးတင်တိုက်သူများကိုကျေးဇူးမတင်ဘူးဆိုရင်ဘယ်တော့မှမတိုးတက်ဘူးတဲ့လူဘယ်တော့မှမဖြစ်ဘူးလို့ဆရာတော်အဆုံးအမကိုကြောက်ပြီးပြောတာပါကျေးဇူးတင်ပါတယ်ဆရာတော်ကြားရလားတော့မသိဘူးမကြားရင်တော့ပိုကောင်းမှာပေါ့နော်ဆရာတော်ကလေကျမအမှန်ပြောရင်ခုမှကိုယ်တိုင်ကိုကြခုမြင်ရတာပါတခါမှကိုယ်တိုင်ကိုကြမဖူးဘူးပါဘူးတရားခွေတော့နားထောင်မှုတဲ့နားထောင်မှုတဲ့ဆိုတော့လေသေးသေးချာချာနားထောင်တာကျမရဲ့သားအကြီးပါကျမသားအကြီးကသူတင်မောအလုပ်လုပ်တော့တင်မောတစ်ခေါက်သွားကနေရင်ဓမ္မစေရီဆရာတော်ရဲ့အခွေတွေရသမျှသူရှာဖွေစုဆောင်းပြီးတော့သူတည်သွားလေရှိတယ်အိမ်ကစားစရာတောက်စရာငပိကျော်လို့ငချောက်ကျော်လို့မပါခြင်းနေပဲစီအဲ့တရားခွေတွေတည်သွားတယ်ကျမကကြည့်တယ်ဒီတရားခွေဒီဆရာတော်ကိုငါတော့တစ်ခါမှမနာဘူးလို့မင်းဒါတွေအများတန်းယူသွားနေရအောင်မင်းကသိရောသိလို့လားနားရောထောင်ကြည့်လို့လားတားမိခြင်းဆိုတော့နားထောင်ဆိုတဲ့စကားကိုပဲကျမသုံးပြီးပြောပါတယ်နားတယ်ဆိုတဲ့စကားမပြောမိပါဘူးနားထောင်ဘူးလို့လားလို့ဆိုတော့ဟာနားထောင်ဘူးတော့မရတယ်တကယ်မိုက်တာလေဆရာတော်ကဆိုတော့ဟာဘယ်လိုပြောလိုက်တာလဲပေါ့အမှဒါအငယ်ဆုံးကောင်ကဝင်ပြောတယ်ဟာဓမ္မစီရီဆရာတော်မိုက်တာမသိဘူးလားတဲ့အပြက်ကိုမိုက်တာမြုံမေနားထောင်ကြည့်ကျမအဲ့တော့မှတစ်ခွေးစားနှစ်ခွေးစားနားထောင်ကြည့်ပါတယ်နားပါတယ်အခုတခါဒီဟောပြောပွဲမှာရှေ့ကအမှားစကားမိန်ကြသွားတဲ့အခါနားထောင်ရင်းနဲ့ဆရာတော်ဘလောက်မိုက်တယ်ဆိုတော့ကျမသိသွားပါတယ်မိုက်တယ်ဆိုတဲ့စကားဟာဝီရရဲရင်ပြတ်သားတဲ့သဘောကိုဆောင်တယ်လို့ဆိုလိုတာပါစာရေးတဲ့နေရာမှာကျမတို့လည်းအရင်တုန်းကငယ်တုန်းကတော့ပရိသတ်တချို့နဲ့ရေးပေါ်ရေးဘက်တချို့ကမိုက်တယ်လို့ပြောပါတယ်အဲ့ဒါသူတို့နည်းနည်းကြိုက်တဲ့စာလေးပေလေးများတွေ့ရင်ဝတ္ထုလေးများတွေ့ရင်ဟာဒီဝတ္ထုကတော့မိုက်တယ်ဟိအဲ့လိုပြောတယ်ဘာကြောင့်ပြောလဲဆိုတော့မိုက်တယ်ဆိုတဲ့စကားနဲ့ကျမနဲ့တွဲလိုက်မိတာကဆရာတော်ရာဆွေကြောင့်ပါကျမအဲ့တုန်းကတော်တော်စိတ်ဆိုးတယ်ငယ်လဲငယ်တဲ့အခါကျတော့ဒေါသကလည်းဖြစ်လွယ်ပါတယ်ဒီလိုဟောပြောပွဲတစ်ခုမှာပဲသူ့ဝနာမှာရှင်ဆရာတော်ရာဆွေနဲ့ကျမနဲ့နှစ်ယောက်ပဲဟောရတယ်အဲ့ဒီခါကျတော့ဆရာတော်ရာဆွေကရှေ့ကနေသူကပြောတယ်ငါအသက်ကြီးပြီတဲ့စောပြောပြီးအိမ်ပြန်မယ်တဲ့နောက်မှတင်ပြောတယ်ဆိုတော့သူကပြောပြီးပြန်တာဟုတ်သူကရှေ့ကနေပြောတယ်ကျွန်တော်တို့ဒီမှာလာပြီးစာပေဟောပြောတာစာရေးဆရာလူမိုက်နှစ်ယောက်ကြာတယ်ကျွန်တော်ကတော်ရာဆွေဆိုတာပေါင်းနေသားဟိုမှာထိုင်နေနောက်ဟောမဲ့စန်းစန်းတွေတာယာဝီဆိုတာတာဝရီသူတဲ့ပေါင်းနေသားတို့တာဝရီသားတို့ဆိုတာမိုက်တယ်ခုနဆရာတော်ကလည်းကျမလာတော့ပြောသေးတယ်တာဝရီသားတွေမိုက်တယ်အကြောင်းပြောတော့ကျမထိုင်စဉ်းစားပြီးပြုံးလဲပြုံးမိတယ်ဆရာတော်ကပြောဆရာတော်ကမိုက်တယ်ပြတယ်ဘလောက်ကြည့်မိုက်တယ်လဲဆိုရင်လေးတဲ့ဖျားရှင်လက်ထက်ကဘောတော့ပါတယ်ဖျားမယိုသေးလို့မဟုတ်ပါဘူးဖျားဆရာတော်ကဆေပြောသွားတာပါသူကတော့မရှိတော့ဘူးဘလောက်ကြည့်မိုက်တယ်လဲဆိုရင်တဲ့ဖျားရှင်လက်ထက်တုန်းကဖျားရှင်ရဲ့အက္ခတာဝကကြီးဖြစ်တဲ့ရှင်မဟာမောက္ကလံကိုဝိုင်းရိုက်တဲ့ခိုးသား900ထဲမှာတဲ့တာယာဝရီသားက250ပေါင်းတဲ့သားက250ပါတယ်ကျမအဲ့မှာစိတ်ကတော်တော်ဆိုးတယ်မိုက်တယ်လို့ပြောတာဟုတ်တော့ဟုတ်ပါတယ်အဲ့တော့တော်တော်ကောင်းတာတို့တော်တော်ချောတာတို့ဟုတ်လားဘာလို့ညာလို့ဆိုရင်မိုက်တယ်လို့ပြောလို့ရှိတာဟုတ်စကားစပေါ်တဲ့အချိန်ကြိုက်မလို့ရှိသေးတယ်သူကဘယ်နဲ့ရှင်မမောက္ကလံကိုဝိုင်းရိုက်တဲ့ခိုးသား250ပါတယ်ဆိုတော့တော်တော်စိတ်ဆိုးသွားတယ်ဒါပေမဲ့အဲ့ဒီကစပြီးတော့ပဲလာမသိကျမကိုမိုက်တယ်လို့ပြောပါတယ်ရေးပေါ်ရေးဘက်တွေနဲ့စဖတ်ပရိသတ်ချိုးက
အဲ့တော့ကျွန်မလဲစကားနောက်တရားပါပြီးတော့မိုက်သွားပြီလားမသိပါဘူးထောင်းနှစ်ခါကြပါတယ်အဲ့တော့ဒီပွဲမှာလေကိုကျော်သူလည်းသူပြောဆိုပြီးသူကိစ္စသူပြီးတော့ပြန်သွားပြီလားမသိပါဘူးမတွေ့တော့ဘူးမတွေ့တော့လည်းကောင်းပါလေသူအကြောင်းပြောရတာပေါ့အဲ့တော့ဆရာတော်ကလည်းပြောတယ်ဒါနိုင်ငံရေးမဟုတ်ဘူးတဲ့ဆိုပြီးတော့ပြောသွားတဲ့စကားတွေကျွန်မသိတာတော့နိုင်ငံရေးစကားကြီးပဲကိုကျော်သူလည်းဒီလိုပဲဟာညီမင်းညိုကပြောထားတယ်တဲ့စကားလုံးလေးတစ်လုံးဟုတ်လားပါတယ်နိုင်ငံရေးဆိုတဲ့စကားလုံးကိုမသုံးမဲနဲ့လုံနေတဲ့ပရဟိတလုပ်တွေဟာနိုင်ငံအရေးကိုလုပ်နေတာပရဟိတလုပ်တွေပဲတဲ့နိုင်ငံရေးလို့စကားလုံးမသုံးမဲနဲ့နိုင်ငံအရေးကိုလုပ်တော့အလုပ်များသည်ပရဟိတလုပ်ငန်းတွေပဲတဲ့ဒါညီမင်းညိုပြောတာသိကောင်းပါလေဒါပေမဲ့အခုပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပြီပဲတဲ့တယ်ပြောလိုက်ပေါ့နိုင်ငံရေးပေါ့နော်စာပေဟောတာနိုင်ငံရေးပါမှာပေါ့ကျမတို့စာရေးဆရာဆိုတာပြည်သူလူထုရဲ့ချစ်ချင်းမုန်းချင်းအလိုပြည့်ချင်းမပြည့်ချင်းလွတ်လပ်ချင်းမလွတ်လပ်ချင်းတရားမျှတမှုရှိခြင်းတရားမမျှတမှုရှိခြင်းအဲ့ဒီကိစ္စအထွေတွေကိုကိုယ်တိုင်ကိုယ်စားပြုခံစားပြီးတော့ကြပြားတွေရေးကြတယ်စာတွေရေးကြတယ်လူတွေခံစားနေရတဲ့ခံစားချက်တွေမပါဘူးဆိုလို့ရှိရင်အဲ့ဒီစာတွေကိုလူဖတ်နေပါလိမ့်မယ်သိမဖတ်ကြပါတဲ့ပြောရရင်ပြည်သူတွေဒီနေ့ဘာဖြစ်နေသလဲဆိုတဲ့ကိစ္စကိုတဲ့ရေးထားတဲ့ဂျာနယ်တွေဘာကြောင့်ဒီနေ့ရောက်နေရလဲလူတွေကကြိုက်တာသူတို့အကြောင်းကိုအမှန်တမ်းရေးလို့ကြိုက်တာအဲ့ဒီလိုပဲရတ္တစာပေကြတော့လူတွေရဲ့ခံစားချက်ကိုရတ္တဆိုတဲ့အမွန်းအမှန်ကလေးတွေနဲ့ဟလာခေါ်ပြတဲ့အခါကျတော့ပရိသတ်ကကိုယ့်ကိုယ်စားပြုပါလားလို့ကြိုက်တယ်ဒီနေ့ဒီလိုနေရာမှာဟောပြောဝဲလုပ်တဲ့အခါကျတော့လည်းပဲပရိသတ်တွေဘာကြောင့်လာသလဲကျွန်မစဉ်းစားကြည့်ပါတယ်ပရိသတ်တွေဟာစာအကြောင်းကြီးကြပြားအကြောင်းကြီးဟလာဘယ်လိုယင်နေရဘယ်လိုဖြစ်ပြီးတော့အုံနောက်ကဘယ်လိုစဉ်းစားပြီးတော့ဘယ်လိုဖွဲ့လို့ဘယ်ဟာမျိုးဖြစ်လာပါတယ်ဆိုတော့ကျွန်မရေးခဲ့တဲ့စာအုပ်တွေအကြောင်းကိုကြားကျင်လို့သိကျင်လို့လာတာဟုတ်မယ်မထင်ပါဘူးပရိသတ်တွေကပရိသတ်များရဲ့ရင်ထဲမှာဘာတွေရှိနေလဲဘာတွေကိုကျင့်တတ်တယ်မကျင့်တတ်ဘူးဘာတွေကိုတရားမမျှတဘူးထင်တယ်တရားမျှတတယ်လို့ထင်တယ်ဘာတွေကလွတ်လပ်တယ်မလွတ်လပ်သေးဘူးဒီလိုအကြောင်းလေးတွေကိုပရိသတ်တွေရဲ့ကိုစားကျမတို့စာရေးဆရာများဘာပြောမလဲလို့ကြားခြင်းလို့လာတာထင်ပါတယ်ဟုတ်တယ်မလားဟုတ်ပါတယ်နော်အဲ့တော့ပရိသတ်တွေကိုစားပရိသတ်တွေရင်ထဲမှာရှိနေတဲ့ကိစ္စတွေးနေတဲ့ကိစ္စလေးတွေကျမတို့ပြောမယ်သိတော့များမပြောရဘူးကျမအသက်68နှစ်ရှိပါပြီနှစ်ခါလဲသွားပြီဆိုတော့နည်းနည်းနောက်ထပ်လဲသွားဖို့အင်အားမရှိတော့ပါဘူးဒါမဲ့မဟုတ်ပါဘူးဒါကြီးစရာပြောတာပါပွင့်လင်းမြင်သာတဲ့ခေတ်မှာအခုလိုစာပေဟောပြောပွဲတွေပြောခွင့်ရအောင်ခွင့်ပြုတဲ့သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကိုကျမတို့ကျေးဇူးတင်ရမှာကျေးဇူးတင်စရာကောင်းလာအောင်ပဲအနေနဲ့အရရက်ကျင်းလက်တောရွာပါမကြံစာပေဟောပြောပွဲတွေကျင်းပခွင့်ပေးနေလို့လူပရိသတ်တော်တော်များများဟာစာပေဟောပြောပွဲဆိုတာကိုစိတ်ဝင်စားလာကြတယ်ဘာမှလည်းချောမောလှပတဲ့လူတွေလည်းမဟုတ်နော်ဖြောပြရေးလည်းမပါချမ်းအေးသုံးဖို့နွေရာသီပူအိုက်အဲ့လိုနေရာမှာဟောနေပြောနေတဲ့ကိစ္စကိုအာယုံစိုက်လာကြတယ်ဆိုတာတစဖွင့်ပြီးတော့ခွင့်ပြုပေးတဲ့သက်ဆိုင်ရာအဖွဲ့အစည်းများကိုကျေးဇူးတင်ရမှာပေါ့စာပေဟောပြောပွဲများဖြစ်ပြအောင်ကျင်းပတဲ့ပုဂ္ဂိုလ်များကိုကျေးဇူးတင်ရမှာပေါ့ဒီမှာဆိုရင်ဆရာတော်ကမွေးနေ့လည်းဖြစ်စာကြည့်လိုက်ရဲ့တစ်နှစ်ပြည့်လည်းဖြစ်အဲ့ဒီအချိန်မှနဲ့စာပေဂီတအနုပညာဆိုင်ရာဆိုတဲ့ဟောပြောပွဲလုပ်တယ်ဘာသာသာသနာစာပေအနုပညာဂီတနော်စာပေဂီတအနုပညာဟောပြောပွဲတယ်တကယ်ပဲအနုပညာသမားတွေလည်းစုံပါတယ်စာရေးဆရာတွေလည်းပါပါတယ်နော်ဘာသာသာသနာကတော့ဆရာတော်ကပြောပြသွားပါပြီဟောကြားသွားပါပြီဆိုတဲ့အခါကျတော့စာကြည့်လိုက်ဖွင့်ပွဲတစ်နှစ်ပတ်လေ
ဆရာတော်တန်ဃာတော်တွေဟာလူအဖွဲ့အစည်းမှာဘာတွေလိုအပ်နေသလဲဆိုတာကိုမမေ့မလျော့တဲ့နှလုံးစိတ်ဝမ်းနဲ့ဖြည့်စွမ်းပေးနေကြတဲ့အာဇာနည်ပုဂ္ဂိုလ်တွေပါလားလို့ကျမတို့ဂုဏ်ပြုရမှာပါနော်ကျမတို့မနေ့တနေ့ကဆရာမောင်စိန်ဝင်းပါပါတယ်ပါလားမသိဘူးမပါဘူးအဲ့ဒီတပွဲမဟုတ်ဟင်္ဒရပွဲပထမပွဲမှာဆရာမောင်စိန်ဝင်းပါပါတယ်မြစ်ကွေဆရာတော်ရဲ့ရွှေရတုဆိုတော့ဆရာတော်ရဲ့နှစ်ငယ်ပဲထင်ပါတယ်ရွှေရတုပွဲဟိုတင်ပေါ့နော်စာပေဟောပြောပွဲအခမ်းအနားဆိုပြီးလုပ်တယ်နောက်တစ်တစ်ချိန်လည်းပဲဒီသူကနာမည်ကြီးသူပဲဟိုတင်ဝိဇ္ဇာတမ္မရာတဲ့သူကဝိဇ္ဇာတမ္မရာဒီကတော့ဟိုသုတ္တတမ္မရာလားဟုတ်လားဟုတ်ပါဟိုကဝိဇ္ဇာတမ္မရာတဲ့အဲ့ဒီစာကြည့်လိုက်အဲ့ဒီစာကြည့်လိုက်ရဲ့၄နှစ်မြောက်အခမ်းအနားဆိုပြီးကျမတို့စာရေးဆရာတွေကိုဖိတ်တယ်ပြီးတော့ပြောတဲ့စကားလေးကရွယ်ချက်ကလေးကောင်းလို့ကျမခေါင်းထဲမှာသတိရနေတာပါလူဖွဲ့စည်းမှာဘာတွေလိုအပ်နေမလဲဆိုတာကိုကြည့်လိုက်တဲ့အခါကျတော့လူတွေကတွေးဖို့ခေါ်ဖို့သိဖို့မြင်ဖို့လိုလာပြီလို့ထင်လို့စာကြည့်လိုက်ကိုလုပ်တယ်စာပေဟောပြောပွဲတွေလုပ်တယ်လို့ပြောပါတယ်ခုနတမစီဒီဆရာတော်ဘုရားမိန့်တော်မူသွားတာလည်းဒီသဘောပါပဲဆိုတော့ကျမတို့ကျေးဇူးထူးတင်ပါတယ်ဆရာတော်တွေကလူတွေကိုဟိုဒီလူဖွဲ့စည်းမှာအတိတရားမဖွံ့ဖြိုးမှာကိုစိုးရင်ကြောင်းကြနေပုံရပါတယ်ကျမတို့လည်းဒီလိုပါပဲကျမတို့ဒီနေ့ဒီအချိန်မှာသိဖို့နောက်တစ်ဆင့်နားလည်ဖို့နောက်တစ်ဆင့်မျှဝေခံစားဖို့လိုမယ်လို့ထင်ပါတယ်သိအောင်လုပ်ဖို့ဆိုတဲ့ကိစ္စကတော့ကျမတို့လေ့လာရမယ်စာဖတ်ရမယ်စာမဖတ်ဘူးဆိုရင်မလေ့လာဘူးဆိုရင်ကျမတို့မသိဘူးရိုးရိုးလေးပြောတာမသိဘူးသိတယ်အဲ့ဒီမသိတဲ့ကိစ္စကြောင့်ကျမတို့သမိုင်းမှာအကြီးအကျယ်အဖြစ်ဆိုးနဲ့ကြုံခဲ့ရဘူးလေကျမတို့မသိခဲ့ဘူးရှင်းလေးပြောမယ်ဟိုအကိုကအထောက်ထားဆိုတာပြန်ရှာရင်ရတယ်ရိုးရိုးလေးပဲပြောပါမယ်ကျမတို့နောက်ဆုံးမင်းဆက်ဒီဘောပြင်လက်ထက်မှာပါတော်မူသွားတယ်နေချက်ရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ခဲ့တယ်နော်ဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကျမတို့တွေကမြန်မာလူမျိုးဘယ်လိုပေါ်မလဲဟိုရောင်ရဲတယ်တင်းတိမ်တယ်ချိုးချမ်းတယ်ချွေးတာတယ်ဆိုတဲ့စိတ်တွေနဲ့အေးချမ်းနေတာနော်စဘာဆိုင်ရလဲပေါ်ပိတ်ပြီးတော့စားဝတ်နေရေးအတွက်ကြောင်းကြစရာမရှိတဲ့အခါလူသုံးပစ္စည်းတွေနော်ဖြောပြေကံပစ္စည်းတွေကလည်းပဲဒီလောက်အမျိုးမစုံသေးတဲ့အခါမှာရိုးသားတဲ့လူမျိုးများပြီးအေးချမ်းနေကြတယ်ဒီဘာသာရေးဆိုင်ရာစာပေတွေကိုသင်ယူလေ့လာပြီးတော့အဲ့ဒါလောက်ကလေးနဲ့ပဲမွေ့လျော်နေကြတယ်ဒါရိုးရိုးပြည်သူတွေအုတ်ချုပ်နေတဲ့ရှင်မရင်တွေကြတော့ဘယ်လိုနေလဲဆိုသူတို့လည်းစာသင်တာပဲရှင်ခက်ပေါ်စာသင်မယ်ဆိုပြီးတော့ဒေါက်တာမတ်ဆရာမတ်ကြီးလို့မြန်မာတွေကခေါ်တဲ့ဒေါက်တာမတ်ရဲ့ကျောင်းမှာမင်းကြီးမေးသားတွေစာသင်တော့ဒေါက်တာမတ်ကသူလည်းစိတ်ညစ်တယ်တဲ့ဒါသူ့ရဲ့မှတ်တမ်းမှာရေးထားတာဖတ်ဘာကြောင့်စိတ်ညစ်တယ်လဲဆိုရင်တဲ့မြန်မာမင်းကြီးမင်းသားများဟာအပိုအလုပ်တွေသိလုပ်တယ်တဲ့မင်းသားတယောက်ကြောင်းတက်ဖို့တဲ့လူပြိုတော်ရန်ရွေတော်သား32ယောက်ကချီမိုးတယ်လူမိုးထွေးကံကိုင်းတဲ့လူကကိုင်းကွန်းအေးကိုင်းတဲ့လူကကိုင်းဓာတ်ကိုင်းတဲ့လူကကိုင်းမင်းသားတစ်ပါးမှာလူပြိုတော်ရန်ရွေတော်သား32ယောက်ကအတူတူလိုက်လာပြီးကျောင်းထဲကိုရောက်လာတော့တဲ့မင်းသားအများအပြားအပါ30ကျော်စာသင်ရတဲ့သူ့အနေနဲ့တိတ်ပြီးတော့မျက်စိရှုပ်တာပဲကလေးတွေစာသင်ရတာမလွတ်လပ်တာကိုပြောတာပါအဲ့တော့ဘာပဲပြောပေါ့အဲ့ဒီလိုစာသင်ခဲ့တဲ့သင်ရိုးထဲမှာပြပဗဟုသုတဆိုတာလေအင်မတန်နဲပုံရပါတယ်နဲပုံရတော့ဘာပဲပြောကျမတို့မသိတာတွေဖတ်တဲ့ဖတ်ထိုက်လေးလာတဲ့လေးလာတိုက်တဲ့စာတွေကိုမဖတ်ဖြစ်ခဲ့တာလေပြပကိုသွားလေးလာမယ်ဆိုတော့လေကင်းဝေါ်မင်းကြီးနဲ့အဖွဲ့ပဲပါမယ်သူတို့ပဲပြပဗဟုသုတတွေရပြီးပြန်လာခဲ့မယ်သူတို့ကလည်းနန်းတော်ပြောင်းတဲ့ခါကျတော့စကားတိုးမပေါက်အဲ့တော့ကျမတို့မှာဘာတွေမသိသလဲဆိုတော့အခုလိုပဲသိတော့မထူးအခုမသိတာလည်းနောက်ပြောပြအောင်နော်ကျမတို့မှာဘယ်နေရာမှာဗရမ ्या ထွက်တယ်မသိဘူးသိတော့သိတယ်ဘယ်လောက်ထွက်တယ်ဘယ်လိုတိုးရမယ်နည်းပညာသိမ့်မရှိနော်အဲ့လိုဖြစ်တယ်
ရေနံထွက်တယ်မလုတ်တတ်ဘူးကြောက်စိမ့်ထွက်တယ်မလုတ်တတ်ဘူးအဲ့ဒီအခါကျတော့အင်မတန်သုတေသနမှာအားကောင်းပြီးတော့စာအင်မတန်ဖတ်ပြီးတော့အင်မတန်လေ့လာမှုအားကောင်းတဲ့လူမျိုးတစ်မျိုးဖြစ်တဲ့အင်္ဂလိပ်လူမျိုးတွေဟာဗမာပြည်အကြောင်းကိုသိလာတော့သူတို့ဘယ်နေရာမှာဗရမ ्या ထွက်တယ်ဘယ်နေရာကြောက်စိမ့်ထွက်တယ်ဘယ်နေရာရေနံဘယ်နေရာကျွန်းသစ်ဒီကျွန်းသစ်တွေကိုဘယ်နေရာနေပြီးတော့ဘယ်လိုဟလာအနည်းဆုံးလမ်းကနေပြီးတော့တဲထုတ်သွားလိုက်လို့ရှိရင်ဘယ်လောက်အထိကုန်ကြစေတက်တာမင်းသူတို့မှအကျိုးမြတ်ဘယ်လောက်ရှိမလဲအကုန်တွက်ချက်ပြီးတော့မှဗမာပြည်ထဲကိုဝင်ဖို့ကြိုးစားတယ်ပြင်သစ်တွေကြိုးစားတယ်သိတယ်နော်အဲ့ဒီနောက်ကြတော့မှတစဝင်လာတာကျမတို့ကအေးအေးချမ်းချမ်းနေတာရသလောက်လာဆက်တဲ့ငမောက်ဗရမ ्या ကိုအကြီးဆုံးအကောင်းဆုံးလို့ထင်တာကျမထောင်ထဲမှာထောင်အကြောင်းမပြောချင်ပဲကျမထောင်ကြဘူးတော့ထောင်ထဲမှာတွေ့ခဲ့ရတဲ့အကြောင်းလေးတစ်ခုပဲပြောမယ်ဒီစကားကပြောတိုက်လားမပြောတိုက်လားတော့မသိဘူးငမောက်ဗရမ ्या ကိုမင်းတို့မင်းကြီးရဘူးတဲ့နော်အခုဘယ်ရောက်နေမှမသိဘူးဆိုတော့ပျောက်သွားတယ်ငမောက်ဗရမ ्या ပေါ့သိကြည့်တယ်တခါတည်းအယောင်အသွေးကောင်းလုံးလို့ဟုတ်လားဘေးမှာဂွန်းထဲကိုထည့်ထားရင်ဂွန်းမှာရဲနေတာပဲဆိုတဲ့ဗရမ ्या ပေါ့လေဆက်တာခါတော့ဒါကိုအင်မတန်ဖုံးကန်ရှိလို့ဆိုပြီးတော့ဂျင်းနှက်ခဲ့တာကျမထောင်ထဲမှာနေတော့ကနဝတ္တဗရမ ्या ကြားဘူးမှာပါအဲ့ဒီနဝတ္တဗရမ ्या ကိစ္စနဲ့ထောင်ကြတဲ့အခုတော့ဆုံးသွားရှာပါပြီအဲ့ဒီအမျိုးသမီးကကျမဘေးခန်းမှာရှိပါတယ်သူကအပက3ပုံမှန်နဲ့ထောင်ကြတာပါစီးပွားရေးပုံမှန်သူလည်းတိုက်ပိတ်ထားတယ်ဘာလို့ဆိုတော့နဝတ္တဗရမ ्या အမှုဆိုကြီးလွန်းလို့တိုက်ပိတ်ထားတယ်အဲ့တော့တနေ့သားကြတော့အပြင်ကနောက်ထပ်ပုံမှန်9ညနဲ့နိုင်ငံရေးမှုနဲ့ပေါ့ထောင်ကြတဲ့တက္ကသိုလ်ကျောင်းသူလေးတွေရောက်လာတဲ့အခါကျတော့လူပဲတယောက်စကားဆိုင်ရင်းနဲ့အားတဲ့ဟိုခန့်ကနဝတ္တဗရမ ्या ကြီးလားတဲ့ဟုတ်တယ်ဒါဆိုရင်တော့သတင်းတစ်ခုပေးရအောင်လေတဲ့အပြင်မှာစိုးမြတ်သူစာတို့ဗီဒီယိုရိုက်နေတယ်တဲ့အဲ့နဝတ္တဗရမ ्या ကြီးနိုင်ငံခြားခိုးထုတ်လို့ပြန်မိလာတဲ့အကြောင်းတွေပါလေပေါ့ဆိုတော့ဇလန်းလေးတွေပြောပြတော့အဲ့ဒီမျိုးသမီးကဘာပြောလဲဆိုတော့အောင်မလေးတဲ့ဒီလောက်ကလေးများနဝတ္တဗရမ ्या ငါစီကဖမ်းသွားတယ်များနဝတ္တဗရမ ्या လို့ကြီးကျယ်လုံးတဲ့ကြီးတဲ့အလုံးနဲ့22လုံးတော့ငါရောင်းပြီးပြီတော့အဲ့လိုပြောနော်အဲ့ဒါလေးလေကျမပြန်ရင်းရင်တော့ကောင်းပါဗလားမသိဘူးဟိုသက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုများနည်းနည်းတရော်ရကြမလားတော့မသိလို့ကျမမရေးပဲထားတာအဲ့လိုမရေးပဲထားရရဲ့များတော့ရင်ထဲမှာလည်းဒီလောက်ရှိတယ်အားနာလို့ပါအခုတော့ဒီမှာပြောမိပြီအဲ့တော့မင်းတို့မင်းကြီးလည်းသူ့ဘက်ငမောက်ဗရမ ्या လေးကိုဟုတ်ပြီလို့ပဲချင်းမပေါ့ကျမပြန်တွေးမိတာပါဆိုတော့ကျမတို့ကမသိတဲ့အခါကျတော့အဲ့လိုနောက်ဆုံးသီဘောမင်းနဲ့ဟလာအရှင်နှစ်ပါးကိုဖမ်းဖို့ကာနစလီတင်နန်းတော်တွေကိုတက်လာတဲ့အခါတောင်မှသူတို့ဖမ်းခေါ်မယ်လို့မထင်ဘူးအဲ့ဒါလိုဖြစ်ခဲ့တယ်ဒီကိုကအများကြီးရန်သူကိုရှော့တွက်တာအဲ့ဒါလိုဖြစ်ခဲ့တာဘာကြောင့်လဲဆိုတော့ကျမတို့မသိတာနဲလို့ထင်ပါတယ်ဒီဘက်မှာကြတော့ဟောတဲ့ကျမတို့မသိပဲပဲရှိမလဲဆရာမောင်စင်ဝင်းပြောလို့ရှိတယ်သူကလက်ပတောင်းတောင်ကိစ္စကိုကျော်သူဗီဒီယိုရှိုးလေးပြသွားတယ်လက်ပတောင်းတောင်ကိစ္စဟလားကျင်းနီတောင်ကိစ္စဒီတောင်မှာကျင်းနီထွက်တယ်သူကပညာရှင်မို့လို့ပြောတာကျမတို့မသိကျင်းနီထွက်တယ်ပေါ့ကျင်းနီပြီးရင်ရွှေထွက်မယ်ရွှေပြီးရင်ယူရေနီယံထွက်မယ်ဒါရှင်းရှင်းလေးပဲတဲ့ဒါသိတယ်တဲ့ဟုတ်ပါတယ်သူတို့လိုသိတဲ့ပညာရှင်တွေဗမာပြည်မှာရှိမှာပဲမြန်မာပြည်မှာ sorry မှားသွားလို့ပါမြန်မာပြည်မှာရှိမှာပါအဲ့တော့ဒါပေမဲ့ဟိုပေါ့နော်ကျမတို့ကတော့ဒါကျင်းနီတောင်ကကျင်းနီတောင်ပေါ့နော်အဲ့ဒီလိုပညာရှင်တွေကရှိလို့ပြောတာဆိုတာစာတမ်းပြုပြီးတင်တာတွေပါရှိကောင်းတော့ရှိမယ်လို့ကျမထင်တယ်ပညာရှင်တွေကအလကားတော့မနေသို့တော့ပညာရှင်ကိုဂရုမစိုက်တဲ့ကာလကျမတို့နှစ်ပေါင်း50လောက်ရှိခဲ့တယ်ပညာရှင်ကိုဂရုမစိုက်ဘူးတိုက်ရောင်ကားပုဂ္ဂိုလ်များကအထူးအရာရှိဆိုပြီးဌာနဆိုင်ရာတွေမှာဝင်လုပ်တဲ့ကာလရှိခဲ့တယ်ဆိုတဲ့အခါကျတော့ပညာရှင်စကားကိုဂရုမထားတော့ဘာမှအရာမရောက်ခဲ့ဘူးပေါ့တကယ်လို့ကျင်းနေရှိတယ်ဆိုတာသိတောင်မှတူးဖို့ခေါ်ဖို့နည်းပညာလဲကျမတို့မှာမရှိမသိကိုမြေကြီးအောက်မှာရှိတဲ့အင်မတန်အဖို့တိုက်ထိုက်တန်လာတော့တယံဇာတာများကိုဘယ်နည်းနဲ့ဘယ်လိုထုတ်ယူပြီးဘယ်လိုသုံးဆွဲရမှန်းမသိတဲ့ကျမတို့တွေဟာဟိုဘက်အိမ်ကပေါက်ဖော်ကြီးကသိတယ်သူတို့ကစာပို့ဖတ်တယ်
ကိုသုတေသနကောင်းတယ်အဲ့ဒါတော့မယုံမရှိနဲ့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလက်ခံလိုက်ပါသူတို့နိုင်ငံမှာလူဦးရေကအများများတယ်အများများလာတဲ့အခါမိန်းမယောက်ျားပြဿနာကြီးလည်းရှိတယ်ဟဲ့လားမိန်းကလေးမွေးရင်တတ်ပြစ်တယ်ယောက်ျားလေးတစ်ယောက်ပဲမွေးရမယ်ဆိုတာရှိတယ်နှစ်ယောက်အလုံးစုံမွေးရမယ်ဆိုတဲ့ပြည်နယ်တွေရှိတယ်ဆိုတဲ့အခါကျတော့ယောက်ျားနဲ့မိန်းမဥယျာဉ်မမျှဘူးအခုတရုတ်ပြည်မှာယောက်ျားလေးဥယျာဉ်ကရမ်းများတယ်မိန်းမဥယျာဉ်အင်မတန်နည်းတယ်ပြောရရင်တရုတ်ပေါက်ဖော်တွေကမိန်းမသိလို့ကျင်တာဆိုတော့အဲ့ဒီပြဿနာလေးတွေရှိတာမစင်စားပဲမနေနဲ့တော့ကျွန်မရည်စရာပြောတာမဟုတ်တာအမှန်ဒီပတ်ဝန်းကျင်နယ်နိမိတ်တွေကိုသူတို့မျက်စောင်းထိုးတယ်လေ့လာတယ်တကယ်လေ့လာပြီးတကယ်စာဖတ်တာသူတို့တွေကဗမာပြည်ထဲမှာဘယ်နေရာပါရှိတယ်ဆိုတာအကုန်သိတာဒါကြောင့်ဟိုတောင်ကိုတီးလိုက်ဘယ်လိုလဲပေါက်ပေါ်ပဲနော်ဒီမြစ်ကိုရေကာတာဆောက်လိုက်ဘယ်လိုလဲပေါက်ပေါ်ကြီးပဲသိတာကိုသူတို့ကကျမတို့ကတော့ပါလေပတ်စံရရင်ပြီးရောပွဲစားလောက်တာလေပွဲစားကရရင်ပြီးရောဆိုပြီးတော့အဲ့လိုလုပ်တဲ့အခါကျတော့အေယာဝတီကိစ္စတွေကပေါ်တယ်ကျင်းဒီတောင်ကိစ္စတွေကပေါ်တဲ့အခါကျတော့ဖြည့်ရှင်းတာလည်းမဟုတ်ဘူးပြောရရင်ဖြည့်ရှင်းနေရမမိုက်ဘူးမပြောချင်ပေမဲ့လည်းပြောရအောင်မယ်အားတော့နာတယ်ဒါကျမတို့ကောလဟလမဟုတ်ဘူးအင်တာနက်ကတရားမဝင်ရေးထုတ်လိုက်တဲ့သတင်းလည်းမဟုတ်ဘူး Skynet မှာဟိုရင်းပေါ့နော်ဒီလို live ပြတာပတ်လဲပေါ့တနေ့ကို၄ခါလောက်ပြတယ်အဲ့ဒီဥစ္စာသူတို့ဘယ်လိုလုပ်ပြီးတော့ဒါဟိုဘယ်လိုစိတ်ကူးနဲ့ပြတယ်လဲတော့မသိဘူးကျမတော့ကျင်းစိတ်မကောင်းဖြစ်တယ်ဟလာသွားရှင်းတယ်ပြဿနာတွေဖြစ်ပြီးတော့ဆန္ဒတွေပါပြဟလာမြို့နယ်အုပ်ချုပ်ရေးမှုတွေခရိုင်အုပ်ချုပ်ရေးမှုတွေကိုဟလာဟိုလိုခေါ်တဲ့ရာသူမလေးတွေရွာသူမလေးတွေကနေပြီးတော့ညနေချင်းဆိုင်ပြီးတော့ရဲရင်ပုံမွင်လင်းပြောနေတာဒီလက်ပတောင်းတောင်ကြီးဟာဒီလိုလုပ်သွားရင်ရွာထဲမှာကျမတို့ရွာမှာဘယ်လိုစိုက်ပျိုးစားတော့ရတော့မှလဲကျမတို့ရဲ့မြေကြီးတွေပေါ်မှာဒီလိုမြေစာတွေပုံချထားတော့အပင်တွေစိုက်လို့မရတော့ဘူးဘူးပင်တောင်စိုက်လို့မရတော့ဘူးသဘာဝပတ်ဝန်းကျင်ကိုထိခိုက်တယ်ဆိုတဲ့အသုံးနှုန်းမျိုးသူတို့မသုံးတတ်လို့မသုံးတာနော်လူတွေလည်းပဲအရေးပြားယောဂါတွေဖြစ်တယ်ပြီးတော့ဒီဘုရားကျောင်းကနေလည်းချိတ်ပိတ်ထားတွေဘာတွေဖြစ်လာတယ်လေဒီဆရာတော်ရဲ့ဟိုကျောင်းသတင်းသုံးသွားတဲ့ကျောင်းတော်ဆိုရင်လည်းချိတ်ပိတ်တယ်အဲ့တော့ဒါတွေကဘယ်လိုလုပ်လဲကျမတို့မိုးလင်းလို့ရှိရင်တန်ဃာတော်တွေကိုဆွန်းလောင်းနေတယ်ဆွန်းလောင်းတဲ့အရာသာမရှိတော့ဘူးတန်ဃာတော်မရှိတော့ဘူးရွာထဲမှာစသဖြင့်ပေါ်လေးအများကြီးအဲ့ဒါတွေကိုပြောတဲ့အခါကျတော့ပြန်ဖြည့်ရှင်းနေရမဟုတ်ဘူးဒီလက်ပတောင်းတော်ကျင်းနေစီမံကိန်းကိုဖျက်သိမ်းပေးပါဒါပဲပြောတယ်ပြောတော့အစိုးရလှုပ်ထားတဲ့စာချုပ်သဘာဝကြသည်ဖြစ်စေမကြသည်ဖြစ်စေတရားနီလန်ကြသည်ဖြစ်စေမကြသည်ဖြစ်စေအဂရိလိုက်စားခဲ့သည်ဖြစ်စေမလိုက်စားခဲ့သည်ဖြစ်စေအစိုးရချင်းချုပ်ထားတဲ့စာချုပ်ကလွယ်တဲ့တကူဖျက်သိမ်းလို့မရဘူးဆိုတာတော့ကျမတို့ကတော့နားလည်ပါတယ်ဒီကလေးတွေနားလည်အောင်ပြည့်လဲရှင်းပြမယ်တာဝန်ရှိတယ်လို့လုပ်ပြီးခဲ့တဲ့လူတွေမှာတော့တာဝန်ရှိလိမ့်မယ်လို့ကျွန်မထင်တယ်ဒါပေမဲ့အဲ့လိုမပြောဘူးသူတို့ကညဓာကြီးဖြစ်လို့ပဲဖြစ်မလဲကွာတဲ့ရှင်းပြောရင်တရုတ်ကငါတို့ကကြောက်နေရတာကြားလိုက်မိပါလိမ့်မယ်နော်တခြားလည်းရှောက်မပြောနဲ့ဟုတ်တခြားလည်းရှောက်မပြောနဲ့ဆိုမဲ့ TV မှာပါနေတာတမျိုးတနိုင်ငံလုံးကသိသွားတဲ့ကိစ္စကြီးရှောက်ပြောစရာကိုမလိုနော်နားထောင်ရင်ဘယ်လောက်စိတ်ဆင်းရဲရလဲငါတို့ကတရုတ်လည်းကြောက်နေရတာပြီးတော့တရုတ်ကကျေးဇူးရှိတယ်တဲ့88အရေးခင်းနေဖြစ်ပြီးတော့တိုင်းပြည်မှာငတ်မော့ပြီးဘာမှရိတ်ခါတွေပြတ်လတ်နေတော့တရုတ်ကဟောဒီမူဆယ်လန်းကနေပြီးတော့ရိတ်ခါတွေပို့လို့ငါတို့စားရတာတဲ့ဆိုတော့ပြောတာသဘာဝမကျဘူးရှင်အဲ့ထဲမှာအတန်တန်ထွက်လာတယ်ကလေးမလေးတွေစီကဘာတစ်ခုများအလကားရလို့လဲတဲ့အကုန်ပတ်စံပေးဝယ်ရတာအဲ့ဒီအတွေ့လဲသူ့မှာရှိတယ်ဒါပေမဲ့သူ့ခမနော်ပြင်လဲပါစေတော့ဆိုပြီးပြောတဲ့စကားဟာအပြောမတတ်တော့မှားသွားတယ်နော်ပြောမတတ်တော့မှားသွားကြည့်ရတာအဲ့ဒီပုဂ္ဂိုလ်ဟိုရင်းဖြစ်ပါတယ်သူစိတ်ရင်းနဲ့ပြောနေတာသူ့ရင်ထဲရှိတာနဲ့ပြောနေတာဒါဒီလိုပြောလိုက်တာဟာသူကိုယ်တိုင်ကကြောက်ရတယ်ဆိုရင်လိုက်ကြောက်ကြမယ်လို့ထင်ပြီးသူကပြောလိုက်တာဖြစ်ပါတယ်နော်ကျန်တဲ့လူတွေကပိုဒေါသဖြစ်တယ်ပြောမတတ်တဲ့အခါကျတော့ဒေါသဖြစ်ပြီးတော့တဲ့ဆရာတော်တိတကူဆရာတော်ကြီးရဲ့တရားခွေတစ်ခုထဲမှာနာလိုက်ရတာတော့တရုတ်ကိုမုန်းသွားရင်ဒေါသတွေဖြစ်သွားရင်ခိုက်ရနေဖြစ်သွားရင်ဘယ်နဲ့လုပ်ပါမလဲလို့ဆရာတော်ကြီးကအဲ့လိုမေးတယ်
ကျမလည်းစဉ်းစားမိတယ်မကျေနပ်လို့ဟဲ့လားပေါက်ဖော်ရင်းနဲ့မြန်မာရင်းနဲ့တို့ရရမှာတယောက်တယောက်စောင်းညောင်းပြီးတော့ရံပွဲတွေဖြစ်ရံပွဲကပြိပက္ခတွေဖြစ်ပြိပက္ခတွေကနေစစ်ပွဲတွေဖြစ်ရင်တော့ဘယ်ကောင်းမှမလဲလို့ကျမတွေးကြည့်တယ်နောက်တစ်ခုကဆရာတော်ဘုရားကြီးပြောသလိုပဲကြောက်ရတယ်လို့ပြောစရာအကြောင်းမရှိကြောက်ရလို့ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ဟာအဂရိ၄ပါးထဲမှာတစ်ပါးပါပါတယ်ဒါအဂရိလိုက်စားတာပါပဲနော်ကြောက်လို့ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်ဆိုတာဗျာဂတိဘေးဖြစ်မှာကိုကြောက်တဲ့ဂတိအဂရိ၄ပါးထဲကတစ်ခုသောဂတိဖြစ်လို့မို့အဲ့ဒါလည်းမမှန်ကန်ပါဘူးတဲ့ဆိုတော့အဲ့ဒါကိုများပြောတဲ့ပုဂ္ဂိုလ်ကြီးများပြန်ကြားမလားတော့မသိပါဘူးကျမတော့ထိုင်းနေရင်လည်းအဲ့ဒီ TV ရှေ့မှာထိုင်းရင်းနဲ့တော်တော်စိတ်ညစ်သွားတယ်အဲ့ဒီညတညလုံးမအိပ်နိုင်ငါတို့ရဲ့အကြီးအကဲများငါတို့ကိုဥဆောင်ဥရွက်ပြုတ်နေတဲ့ခေါင်းဆောင်များဓမ္မစေတီဆရာတော်ဘုရားရဲ့စောစောအမှားစကားထဲမှာပါတဲ့အတိုင်းပြောရရင်တိုင်းပြည်ရဲ့ဥကောင်းနော်ဒီလိုပုဂ္ဂိုလ်မျိုးဟာသူတို့ရဲ့စိတ်ရင်းထဲမှာဒီလောက်ပဲပြောတတ်ဆိုတတ်သလားလို့စဉ်းစားမိလိုက်တဲ့အခါကျတော့ကျမအားကိုးယုံကြည်မှုနည်းနည်းလျော့သွားတာတော့မှန်ပါပဲအားကိုးယုံကြည်မှုလျော့သွားပြီဆိုတာနဲ့ဒီအဲ့ဒီနိုင်ငံမှာလူဖြစ်နေရတဲ့နိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့ကိုယ်ကြီးကိုယ်သွေးလည်းနည်းနည်းကျသွားမယ်လို့ကျမတို့ထင်ယုံကြည်မှုရှိရင်ကိုယုံကြည်မှုရှိပြီဆိုရင်ဘယ်သူမှဆိုရင်ဆိုင်ရဲမယ်ဘယ်သူမှဆိုဝေဖန်ရဲမယ်အဲ့ဒီလိုဝေဖန်နိုင်တဲ့ရင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေပေးထားတဲ့အခွင့်အလမ်းမျိုးလည်းပဲတိုင်းပြည်မှာရှိရမယ်အဲ့ဒီလိုရင်ဆိုင်သောပြောရဲဆိုရဲသောတင်ပြရဲသောဝေဖန်ရဲသောစကားများကိုတလေးတစားနာယူတတ်တဲ့အုပ်ချုပ်သူများလည်းရှိမှဖြစ်မှာပေါ့ကျမပြောပြမယ်ပြောရင်ထောင်ချောင်းပါအောင်မှာကျမထောင်ချောင်းကိုထောင်ရဲ့အတွေ့အကြုံတွေကိုပြန်ရေးဖို့ပြန်ပြောဖို့စိတ်ကူးထဲမှာဒီနေ့ထိလုံးလုံးမရှိသေးတဲ့စာရေးဆရာတယောက်ပါဘာကြောင့်လဲဆိုတော့မေ့ကျင်လုံးလို့တခြားလူတွေရေးနေတာဖတ်ကြည့်ပြီးလဲကျမမောတယ်ဒါပေမဲ့အဲ့ဒီထောင်ထဲမှာပဲထူးထူးခြားခြားဖြစ်စဉ်လေးတွေကိုတော့ကျမမှတ်ထားတယ်အဲ့ဒါလေးတော့ရေးပြမလားမသိပါဘူးအခုပြောပါမယ်ကျမတို့ထောင်ထဲရောက်သွားတဲ့ခါကျတော့တိုက်ပိတ်တယ်လို့ခေါ်ပါတယ်တိုက်ထဲမှာနေရပါတယ်တင်းကိုအချိန်မိနစ်ပိုင်းထွက်ရပါတယ်အခန်းက6ပေ9ပေကျယ်ပါတယ်ကျမဘေးမှာအခန်းလွတ်တစ်ခါအမြဲရှိပါတယ်အဲ့ဒီအခန်းက VIP အကျဉ်းသူလာရင်ထားဖို့ထောင်ထဲမှာလည်း VIP ဆိုတာရှိတယ် VVIP ဆိုတာတောင်ရှိသေးတယ်အဲ့ဒါတော့ကျိုးစင်ဘက်မှာအသစ်ဆောက်ထားတယ်ဘယ်သူဖမ်းဖို့လဲတော့မသိဘူးဘလို့ဖမ်းပြီးတော့အိမ်ထဲကနေထောင်ထဲရွှေ့မလို့လဲတော့မသိဘူးရေချိုးကန်းနဲ့အိမ်သားနဲ့ကြက်ကြက်နန်းနာကျိုးစင်အောက်မှာဆောက်ထားတဲ့အခန်းတစ်ခန်းရှိတယ်ဒါပေမဲ့နောက်တော့မဖမ်းရတာနဲ့ဖမ်းပြတော့ချင်ပါတယ်ခုတော့ဟုတ်နေကြပြီတကယ်ဆောက်ခဲ့တာနော်အဲ့တော့ကျမခန်းအဲ့ဒီ VIP ခန်းမှာတနေ့ကျတော့အကျဉ်းသူတယောက်ရောက်လာတယ်အဲ့ဒီအကျဉ်းသူကနိုင်ငံသားသူ့ခန်းထဲထည့်ပိတ်ပြီးတော့တော်ရီပါလေးခတ်ပြီးထွက်သွားကြတော့ကျမသိကျင်လာတယ်ရှိရကျမတို့အနားမှာအမြဲတမ်းဖြတ်သွားဖြတ်လာလုပ်နေတဲ့တန်ရှင်ကောင်မလေးတယောက်ကိုခေါ်ပြီးတော့ဟေးကိုဘက်ကအခန်းအကြက်တစ်ထောင်ကြတစ်လို့ခေါ်ပါတယ်လူတစ်ထောင်တော့မကြသေးဘူးပေါ့လူတစ်ကိုသွားပြောလိုက်နောက်ဖက်ကဗရင်းပေါက်ကိုဖွင့်ငါစကားနည်းနည်းလှမ်းပြောစရာရှိလို့ပြောလိုက်သူကအဲ့ဒါသွားပြောပြီးတယ်နောက်ဖက်တကားဖွင့်တယ်လဲကြောက်ကျမနောက်ဖက်ကတကားပေါက်နာကိုကတ်သွားပြီးတော့သူ့ကိုလှမ်းပြောတယ်နင်ဘယ်နိုင်ငံလဲလို့ငါအင်္ဂလန်နိုင်ငံကတဲ့လန်ဒန်မြို့ပါတဲ့ဟုတ်ပြီနာမည်ဘယ်လိုလဲလို့ Rachel တဲ့ငါနာမည် Rachel တဲ့ဟုတ်ပြီ Rachel ဘာလို့နင်ထောင်ထဲရောက်လာတာလဲလို့ငါလေးတဲ့စုလေဖျားလမ်းပေါ်မှာလက်ကဝတ်နဲ့ခြေချင်းဝတ်တွေကိုတန်ကြိုးနဲ့ချီးပြီးတော့ပိုစတာကင်ပြီးခောက်တော့ခောက်ပြန်လျှောက်တယ်တဲ့အဲ့ဒီပိုစတာဘာတွေရေးထားလို့လဲဒေါအောင်ဆန်းစုကြည်အမြန်လွတ်ပေးဗမာလိုပြန်လိုက်တော့နိုင်ငံရေးအကျဉ်းသားများအမြန်လွတ်ပေးအဲ့ဒီအတိတ်ပဲရတယ်အဲ့ဒီစာအုပ်ပိုစတာကိုကင်ပြီးငါခောက်တော့ခောက်ပြန်လျှောက်တာတဲ့နောက်ဆုံးကြတော့ငါဒီထဲလာဖမ်းခေါ်လာပြီးပို့တာဆိုတော့ကျမလှမ်းပြောလိုက်တယ်အေးစိတ်မပူနဲ့လို့နေတန်းခင်းစေရတော့9နှစ်ပဲ
အဲ့တော့သူဘာပြောလဲတန်းခင်းစေး9နှစ်ဆိုတဲ့စကားကိုစိတ်ဆိုးသွားပြီဘာဖြစ်လို့ငါထောင်ကြမှာလဲတဲ့9နှစ်မပြောနဲ့9ရက်တောင်ငါမနေရဘူးတဲ့ငါတဲ့နံပါတ်1သူကပြောတယ်ငါသူများတက်ကိုမတတ်ဘူးတဲ့သူများကိုပစ္စည်းကိုမခိုးဘူးတဲ့နောက်သူများကိုလိမ်မပြောဘူးတဲ့နော်လိမ်မပြောဘူးမခိုးဘူးသူ့အသက်ကိုမတတ်ဘူးအဲ့လိုမကောင်းတာကိုဘာတစ်ခုမှမလုပ်တဲ့ငါ့ကိုဘသူကငါ့ကိုထောင်ချနိုင်မှာလဲတဲ့ချမဒီဘက်ကနည်းနည်းလေးရှီလိုက်တယ်အောင်မလေးအဲ့ဒါလို့မကောင်းမှုတစ်ခုမှမလုပ်တဲ့လူတွေဟောဒီထောင်ထဲမှာ1000ကျော်ရှိတယ်အဲ့တုန်းကတကယ်ပါ1000ကျော်ရှိပါတယ်အဲ့တော့ तू ကစဉ်းစားသွားတယ်တစ်ခုတော့လွဲနေပြီတဲ့ဒါဆိုအေးလွဲတာကြာပေါ့လို့အဲ့ဒီကောင်မလေးနေနောက်တော့ तू ကပြန်ပြောတယ် तू 28နှစ်တဲ့ဒီမှာဆက်မိကြည့်တော့28နှစ်တဲ့ तू ကြောက်ဆရာလုပ်တယ်တဲ့ဟိုမှာဒါမဲ့ဒီမှာဗမာပြည်ကဒီဒေါအောင်ဆန်းစုကြည်အကြောင်းတို့ဘာလို့ညာလို့သတင်းတွေလည်းကြားတယ်အဲ့ဒါကြောင့် तू ခွင့်ရရတော့မှလာလေတာတဲ့လာလေရင်းနဲ့စိတ်ပေါက်လို့အဲ့ဒါလုပ်တာတဲ့ဒုက္ခပါပဲလို့နင်ကလည်းနင်တို့တိုင်းပြည်လို့အောင်းမိနေလားလို့ဆိုပြီးတော့သူကဘာပြောလဲဆိုတော့ကိစ္စမရှိဘူးတဲ့ငါ့ကိုမကြရင်ငါတန်ယုံကလိုက်ရှာမှာပဲတဲ့ငါ့ကိုကူညီမှာပဲတဲ့ဟဲ့နင်လန်ဒန်မှာနေတာလန်ဒန်မြို့ကလည်းအကျယ်ကြီးအင်္ဂလန်ကလည်းအကျယ်ကြီးနင်တယောက်ဗမာပြည်ရောက်လာတာမြန်မာပြည်ရောက်လာတာဟောတယ်တရားဝင်ဗီဇာနဲ့ဗာနဲ့ဝင်လာတာပဲတဲ့ငါပဲရောက်သွားတယ်ပြန်မပြောင်းသိတာပေါ့တဲ့သိမှာပေါ့တဲ့ပြောတဲ့အတိုင်းပါပဲညနေပိုင်းလောက်ကြတော့သူ့တန်ယုံကတညတောင်မအိပ်ဘူးနော်သူ့တန်ယုံကရောက်လာပြီးတော့အထုပ်ကြီး3တုပ်နဲ့ထောင်ဝင်စာလာတွေ့အဝတ်စားတအိတ်သူတို့စားရတဲ့အစားတော့ကတအိတ်လိုအပ်တဲ့ဆေးဝါးတအိတ်အဲ့လိုအိတ်ကြီး3အိတ်ဝင်စာလာတွေ့ပြီးသူ့ကိုပြောတွေ့လာတယ်ငါတန်ယုံကငါ့ကိုပြစ်မထားဘူးတဲ့မကြခင်ငါပြန်လောက်အောင်လုပ်ပေးလိမ့်မှာသူ့တန်ယုံကိုယုံကြည်တယ်သူ့အစိုးရကိုယုံကြည်တယ်အဲ့ဒီယုံကြည်စိတ်နဲ့သူများနိုင်ငံမှာထောင်လာကြတာတောင်မှအေးအေးဆေးဆေးနေသွားတယ်အဲ့ဒီအင်္ဂလန်နိုင်ငံကမိန်းကလေးကျွန်မတွေ့ဘူးလိုက်ပါတယ်သူပြောတဲ့အတိုင်းပဲ2ရက်လောက်ကြာတဲ့အခါသူ့တန်ယုံကပဲလာခေါ်ထုတ်သွားတယ်သူလွတ်သွားတယ်ကျွန်မတို့စီမှာတော့တမျိုးထားတော့နော်အဲ့တော့သူဒီမှာနေတဲ့2ရက်လုံးသူဘာလုပ်တယ်လဲဆိုတော့တချင်းဆိုနေအေးအေးဆေးဆေးပဲသူဆိုတဲ့တခြင်းက dust in the wind ကျွန်မခဏပြောတယ်အဲ့ဒီအကြောင်းလေးကို dust in the wind ဆိုကျွန်မအင်မတန်တုံးတာ dust in the wind ဆိုဘာမှကျွန်မမသိခဲ့ဘူးနောက်တော့မှသူတခြင်းဆိုတော့မှကျွန်မတို့စီကဟိုចောင်းသားကလေးတွေဆိုတဲ့နော်88တုန်းကចောင်းသားလေးတွေဆိုတဲ့ចောင်းသားတခြင်းလေကဘာမကြေဘူးဆိုတဲ့တခြင်းအဲ့ဒီတခြင်း original ဖြစ်နေတာကျွန်မသိတာကိုသိတော့မှကျွန်မကြိုက်သွားပြီးတော့ကဲငါ့ကိုနည်းနည်းသင်ပေးစမ်းလို့ဆိုတော့သူကဟိုဘက်ကဆိုကျွန်မဒီဘက်ကဟုတ်နာပေါ့အဲ့ဒါစနေဝင်ကထောင်ကလွတ်တဲ့အခါကျတော့ကျွန်မရှာတယ်ချက်ချင်းမရဘူးနောက်ခေါ်ပြောဝဲတစ်ခုမှအဲ့ဒီအကြောင်းလေးပြောတော့မှပုံကိုတယောက်ကစူပါဟိုက်မှာဝယ်လို့ရပါတယ်ဆရာမရဲ့ဆိုတော့အခွေလေးလာပေးလို့ကျွန်မတယ်လီဖုန်းထဲမှာ ring tone ထည့်ထားတယ်ကြိုက်လုံးလို့ပါအဲ့ဒီတချင်းကို तू ကဆိုးသွားတာကြိုက်တယ်ဆိုတာ तू ဆိုတဲ့အမှတ်တရလေးလို့ကျွန်မသိနေဘယ်လိုမိန်းကလေးကဒီတချင်းကိုထောင်ထဲမှာဆိုသွားတာလဲဆိုတော့ကျွန်မအမှတ်ရနေလို့ပါဘယ်လိုမိန်းကလေးလဲ Rachel ဆိုတဲ့မိန်းကလေးဟာသူ့နိုင်ငံကိုယုံကြည်လေးစားကိုအားကိုးတဲ့သူ့အစိုးရကိုယုံကြည်ကိုးစားတဲ့မိန်းကလေးဖြစ်ကျမတို့နိုင်ငံတော်ကျမတို့နိုင်ငံကအုပ်ချုပ်သူများကိုအားကိုးကျင်လိုက်တာနော်အားကိုးကျင်လိုက်တာဆက်မပြောလဲသိနေပါလေးပဲဆိုတော့မပြောတော့ပါဘူးပြောရင်မကောင်းဘူးဒါအနောက်ကနော်အနောက်ကဒီအင်္ဂလိပ်လူမျိုးမလို့အင်္ဂလန်နိုင်ငံမို့လို့ပြောမယ်ဟိုဂျာမန်ဘက်ကလည်းဒီလိုပဲဂျာမန်အမျိုးသမီးတယောက်ထောင်ကြလာတယ်သူကတီလိုက်ရင်အဝတ်ဝတ်ထားတယ်တစ်ခေါက်ဆိုအယောင်ဝတ်စုံနဲ့ပေါ့နော်တီလိုက်ရင်လို့ဝတ်ထားတယ်ကောင်းလည်းပဲကတုံးနဲ့ဝင်လာတဲ့အခါကျတော့သူကဘာလို့ဝင်လာတာလဲဆိုတော့အင်္ဂလိပ်စကားလည်းသိပြီးတော့သူကပြောလို့မရှိတော့မေးလို့မရဘူးဒါပေမဲ့ဟိုထောင်ဝန်ထမ်းတွေကပြန်ပြောပြတာသူကမဟာစီသာသနာရိပ်သာမှာတရားလာထိုင်တာသူကအဲ့ဒီ meditation ကိုသိသဘောကျတာတဲ့တရားထိုင်နေရင်လည်းရှူရှိုက်လှုပ်ရင်းနဲ့အဲ့ဒီမှာစိတ်ကအယံဝင်စားသွားပြီးတော့သူဗီဇာရဲ့လွန်နေတာသူမသိဘူး
သူ့ visa ရဲ့visa ကုန်သွားတာ तू မသိဘူးပေါ့နော်ရက်လွန်တာကို तू မသိဘူး तू overstay နဲ့ပေါ့နော်လူလာဝကပုံမှန်နဲ့ထောင်ထဲကိုခဏထည့်လိုက်တာသူ့ကိုတွေ့တော့ကျမနန်းဆိုတဲ့စကားလုံးကိုသုံးပြီးတော့သီလရင်လားလို့မေးတာကို तू ကစိတ်ဆိုးပါတယ်ငါသီလရင်မဟုတ်ဘူးတဲ့ငါဘိက္ခုနီတဲ့ဂျာမန်မျိုးသမီးကခတ်မာပဲဝင်လာတာเนาะဘိက္ခုနီဆိုပြီးတော့တက်လို့စားတယ်အဲ့လိုပဲကမ္မထမ်းထိုင်တယ်စကားနဲတယ်သူကလည်းပဲသူ့တန်ယုံလာတာကိုမျောတယ်သူကမ္မထမ်းထိုင်ပြီးရင်ထမေးတယ်တန်ယုံကထောင်ဝင်စာမလာသေးဘူးလားအဲ့လိုမေးတယ်သူတို့ဒီလိုဖြစ်နေရင်တန်ယုံကလာပြီးစောင့်ရှောက်လိမ့်မယ်လို့ယုံကြည်နေတာကျမအဲ့ဒါသိအံ့ဩတယ်ပြောတဲ့အတိုင်းပဲဘယ်တန်ယုံမှာเนาะအင်္ဂလိပ်တန်ယုံလည်းဒီလိုပဲ British တန်ယုံပေါ့เนาะဒီဘက်ကဂျာမန်တန်ယုံလည်းဒီလိုပဲသူတို့လူတွေကိုညအိမ်ညနေအပြောက်မခံဘူးသိတယ်ထောင်ထဲရောက်သွားပြီဆိုညနေမိုးမဆောင်ရင်ရောက်လာတာပဲထောင်မပိတ်ခင်ရောက်လာတာရောက်လာပြီခုနကလိုသုံးဆောင်နေလူသားတွေကိုပေးပြီးတော့နောက်2ရက်3ရက်ကြာတော့သူတို့ပြန်ခေါ်ထုတ်သွားတယ်ထောင်ထဲမှာအေးအေးဆေးဆေးနေတာเนาะဒီတရားထိုင်နေတက်လို့စားတယ်စိတ်ဖြောင်းလက်ဖြောင်းနေပြီးတော့မှတနေ့တော့ငါအစိုးရကိုငါ့ကိုလာပြီးတော့စောင့်ရှောက်မှာပဲဆိုတဲ့ယုံကြည်မှုအပြည့်ရှိတာကျွန်မအဲ့ဒီကိစ္စလေးတွေဘယ်တော့မှမမေ့နိုင်အဲ့လိုမမေ့နိုင်တဲ့အချိန်လေးမှာသူတို့အကြောင်းတွေတွေ့နောက်လည်းရှိသေးတယ်အများကြီးကျွန်တော်တို့စီအီရန်လာတယ်အီရတ်လာတယ်အစုံလာတယ်ကျွန်တော်တို့ထောင်ကျတိုက်ခန်းကိုဒီနေ့ရောက်ပဲကျွန်မပြောပါမယ်အဲ့လိုပဲလူတိုင်းဟာသူတို့ရဲ့အစိုးရများသူတို့ကိုစောင့်ရှောက်မယ်လို့ယုံကြည်မှုအပြည့်ရှိကျွန်မတို့တော့အဲ့ဒီဟာလေးကိုစဉ်းစားနေနေကျွန်မသမင်းထွက်ခတ်တယ်ပေါ့နော်သမင်းလာတဲ့အခါကျတော့သမင်းထွက်ခတ်ပြီးပကံနဲ့ထည့်လိုက်တယ်နောက်တော့ဟင်းကြိုလေးပေါ့ကာလဘောဟင်းလေးကာလဘောဟင်းဆိုတာကကရင်လူမျိုးတွေချက်တဲ့ကာလဘောဟင်းအသားတွေငါးတွေပစုံလေးနှုတ်ဆင်းပြီးတော့လေအသီးစုံနဲ့ချက်တဲ့ကာလဘောဟင်းဆန်လေးလှော်ပြီးတော့မှုေးနေအောင်ချက်တဲ့ကာလဘောဟင်းကိုပြောတာမဟုတ်ပါဘူးထောင်မှာခေါ်တဲ့ကာလဘောဟင်းဆိုတာအသီးရွက်ထောင်ထဲမှာတွေးသမျှအသီးရွက်ကိုဆွဲနှုတ်ပြီးတော့နှုတ်ဆင်းတဲ့တောင်ပါသေးတယ်ဒါအခုတော့ပါလားမပါလားမသိကျမတို့ရှိတော့ကတကယ်ပါတာအဲ့ဒါတော့ပြောရတယ်အဲ့ဒီစကားကိုကျမဟင်္ဒရာမှာပြောတော့လေဟင်္ဒရာမှာကကျမတို့အင်းစိန်မှာကျမတို့ရဲ့အဆောင်မှုလို့ခေါ်တဲ့ထောင်မှုမတရားသူကလည်းလာပြီးတော့နားထောင်တယ်ကျမအဲ့တော့ပြောလို့ကောင်းအောင်ထောင်နေဟုတ်တယ်မလားတော်တယ်မကြီးဟုတ်တယ်မလားဆောင်မှုမလာမေးပြီးပြောတာပြောလို့ကောင်းအောင်ဒါအဲ့ဒါတခုမှညာပြောတာမပါဘူးပို့ပြောတာမပါဘူးအဲ့လိုလုံးဆင်းတဲ့ကာလဘောဟင်းလေးကိုကျမထွက်ခတ်တယ်ဘာလို့ဆိုအိမ်ကပို့တဲ့ငပိကြော်လေးအသားကြောက်ကြော်လေးဆိုတာဒီဟင်းရည်လေးနဲ့ညှော့ချမှာဖြစ်မှာဘူးအဲ့တော့အဲ့ဒါလေးကိုထွက်ခတ်ပြီးတော့ဒါတော့လို့သူတို့အစိုးရအများသူတို့ရဲ့နိုင်ငံသားကိုတခြားနိုင်ငံမှာထောင်ထဲရောက်နေတာလိုက်ပြီးအရာရှာဖွေစောင့်ရှောက်ပါလားစိတ်ထဲမှာကိုယ့်အကိုဝန်းနေသွားပြီးတော့အဲ့မှာကာလဘောဟင်းလေးခတ်လိုက်တော့အဲ့ဒီမှာတီကောင်လေးအပြက်ကလေးပါအဲ့ဒီကသမင်းငတ်တယ်လေးပါကိုယ်ဆိုရကြောင်ကိုတွေးပြီးတော့သမင်းငတ်သွားတာအဲ့ဒါပါအဲ့တော့ပြောချင်တာကနိုင်ငံအစိုးရများကလည်းကိုယ်နိုင်ငံသူနိုင်ငံသားများကိုစောင့်ရှောက်ပေးပါမှအဆောင်ရှောက်ခံရမဲ့နိုင်ငံသူနိုင်ငံသားများကလည်းကိုယ်တာဝန်ကိုကြေပါမှဒါအခုတွေကသတင်းစာတွေထဲမှာလည်းပြောဟလာTV တွေပါရဲမှာလည်းပညာတွေကဆွတ်ဆက်ပေးနေကြတာဟလာဒီမိုကရေစီဆိုတာလူခွင့်ရေးဆိုတာရပိုင်ခွင့်လည်းရှိတယ်တာဝန်ကလည်းရှိတယ်နဲ့တာဝန်နဲ့ဖြည့်ဆည်းမှုတစ်မျိုးပေးပြန်တယ်ကျမတို့ကတာဝန်မသိလို့လားကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားများ50လုံးလုံးတာဝန်သိလိုက်ကြတာလမ်းခင်းလဲကိုထုကိုထကျောင်းဆောက်လဲကိုထုကိုထတိတဲ့တာဝန်သိနိုင်ရအောင်လားဟုတ်တယ်မလိုရတဲ့လာပညာပေးအဲ့တော့စိတ်ကလည်းညက်လာအဲ့တော့ကျွန်မပြောချင်ဒီမှာအဲ့ဒါလိုပေါ့ကိုတာဝန်ကိုသိကြတဲ့နိုင်ငံသူနိုင်ငံသားများဟာကျမတို့ကိုအုပ်ချုပ်တယ်ဆိုပြောတဲ့စကားကြားတော့လည်းအောင့်နေရှင်အုပ်ချုပ်တာဆိုတိတ်အပေါ်ကြီးဆန်တာပဲနော်အာဏာကြီးကလည်းပါသေးတယ်ခံလာရလို့လားတော်တော်မခံမရနိုင်ဖြစ်တယ်စီမံခန့်ခွဲတာ management နော်နိုင်ငံကိုစီမံခန့်ခွဲသူများကျမတို့ကပြည်သူလူထုကတာဝန်ပေးအပ်ထားလို့ပေးအပ်တဲ့တာဝန်ကိုတာဝန်အရစီမံခန့်ခွဲသူများတာဖြစ်ပါတယ်အစိုးရလို့ခေါ်တာလေသိကြီးကျယ်ခမ်းနားလုံးပါလေနော်အဲ့တော့အဲ့ဒီစီမံခန့်ခွဲသူများကလည်းစနစ်တကျစီမံခန့်ခွဲမယ်ဆိုရင်သူတို့လည်းပဲကြိုးကြောင်းဆင်ခြင်ဆုံးစာရီအများကြီးဖတ်ကြိုးကြောင်းဆင်ခြင်တုံတရားနဲ့တွေးခေါ်တတ်မယ်ဆိုလို့ရှိရင်
ကျမတို့ကတော့ကံမစိုးနိုင်ဘူးရှင်နော်ကံမစိုးနိုင်ဘူးတစ်ခါဘာဖြစ်လဲဆိုတော့ဆရာတော်မိန်ကြားသွားတယ်ကျမပြောချင်တာတွေဆရာတော်ပြောတဲ့အခါမှာအကုန်ပါသွားလို့ဘယ်လိုပြောမှန်းတော့မသိဘူးဖြစ်သွားတယ်ဆရာတော်လည်းတော်တော်လူအကြောင်းသိတာလေဆိုတော့ကျမဘယ်လိုပြောရမလဲလို့စဉ်းစားတယ်ဆရာတော်ကပြောတယ်တင်းပေါ့တွတ်တော်မှာတဲ့ပညာရေးကြောင့်ပြောတဲ့အခါကျလည်းစာသင်ကျောင်းလေးကြောင့်အတန်းပညာရေးတွေကြောင့်ဒါတွေပဲပြောတယ်ကျိုးကြောင့်ဆင်ခြင်လူများနဲ့စဉ်းစားဖို့ခံစားမျှဝေဖို့ဒါတွေကိုတော့မပြောကြသေးဘူးဆရာတော်တော့ကျမပြောနေတဲ့စကားတွေပါသွားတယ်အဲ့တော့တကယ်ပါအတန်းပညာစနစ်တကျသင်တာကောင်းပါတယ်ဝဲရတာကောင်းပါတယ်ဝဲလုံနေရတာကောင်းပါတယ်နိုင်ငံတကာအဆင့်မီပညာရေးတွေဓာတ်တွေဖြစ်ဖို့လိုအပ်တယ်လို့ကျမ်းမာကြံ့ခိုင်တဲ့နော်ဒီကိုခန္ဓာကျမ်းမာကြံ့ခိုင်တဲ့လူငယ်မျိုးဆက်တွေဖြစ်လာဖို့လည်းလိုပါတယ်အဲ့ဒီလူတွေဟာပညာတတ်လို့မို့ခုနကလိုတိုးကြောင်ဆင်ခြင်တုံတရားနဲ့စဉ်းစားတတ်တဲ့စာဖတ်သောရတ္တစာပေကိုခံစားနားလည်တတ်သောနှလုံးသားရှိမှလူပိကမှာပါအဲ့လိုရှိတဲ့လူမျိုးတွေလည်းဖြစ်ဖို့လိုပါတယ်ဥမာကျွန်မပြောရင်ကျွန်မလေးအပြက်လဲnegative အပြင်ပေါ့နော်ဘယ်လိုခေါ်မလဲအဲ့လိုမြင်တာလည်းမဟုတ်ဘူးဒါပေမဲ့တစ်ခါမတော်မတဲ့တွေကကျွန်မတွေ့လာတယ်ကျွန်မအသက်လည်းကြီးပါတယ်အားလည်းအားနေတဲ့ခါကျတော့ TV လည်းအများကြီးကြည့်ပါတယ်သမင်းစားရင်တော့ TV ရှေ့မှာထိုင်စားပါတယ်လွတ်သွားမှာဆိုလို့အင်တာနက်လည်းကလေးတွေကသတင်းတစ်ခုဆိုရင်ကျွန်မပြေးကြည့်ပါတယ်ဟဲ့ဘယ် website ကိုကြည့်လိုက်ပါဦးဘယ်ဥစ္စာကိုဖတ်လိုက်ပါဦးနဲ့ကျွန်မလှမ်းပြောတယ်ဘာလို့ဆိုကျွန်မကိုယ်လည်းရှားဖို့မျက်လုံးကလည်းသိမကောင်းတော့အဲ့တော့TV ရှေ့မှာသမင်းထိုင်စားတဲ့အထိကြည့်တော့တခါအဲ့ဒီသတင်းမှာနော်ကျမတို့ဘိုးမကြခင်ကပြီးခဲ့တဲ့9လလောက်ကမိုးမကြခင်9လလောက်ကမိုးမကြခင်မှာဒီခန်းချောက်တဲ့အခါကျတော့လျှက်စစ်တွေပါလေနေတော့မလဲပတ်နိုင်တဲ့အခါကျတော့လျှက်စစ်တာအပင်မှုတွေရော့ကျသွားတယ်ရော့ကျသွားတော့မုံရွာရင်းချန်နဲ့မန္တလေးကဝိုက်မှာအဲ့ဒီပြဿနာလေးတွေစက်မှုစုံတွေကပြဿနာဖြစ်တယ်ပါစဖြစ်တော့ဟိုတော်ကြီးလူကြီးတွေကနည်းနည်းကြီးတဲ့လူကြီးတွေကိုသွားရှင်းလိုက်ဒီပြဿနာရှင်းအောင်လုပ်လိုက်လို့လွတ်လိုက်ပုံရပါတယ်အဲ့ဒီအချိန်မှာတိုင်းလျှက်စစ်အင်ဂျင်နီယာတဦးနဲ့ဒုဝန်ကြီးတူရှင်းပြီးတော့ရှင်းပါတယ်အခုလိုပဲမြို့ကနည်းနည်းကိုစားပြုနိုင်တဲ့လူကြီးတွေကိုခေါ်ပေါ့ခမတူထဲမှာထည့်ပြီးတော့ပြောတယ်အဲ့ဒီမှာတိုင်းလျှက်စစ်အင်ဂျင်နီယာမျိုးသမီးပြောတာတိုင်းလျှက်စစ်အင်ဂျင်နီယာဆိုတာတိုင်းဆင်လည်းရှိတယ်လျှက်စစ်အင်ဂျင်နီယာဆိုတာတာမန်အုံနောက်မဟုတ်လည်းမဟုတ်ပါဘူးနော်တော်တော်ပညာရေးတတ်ထားတဲ့အမျိုးသမီးပါအင်ဂျင်နီယာလို့ပြောတာဆရာမောင်ဆွေဝင်းပရိကုန်းကိုအားရနာပါတယ်ဒီလည်းအင်ဂျင်နီယာမလို့သို့တော်မတူပါဘူးဒီကတော့ electrical ပေါ့ဆိုတော့အဲ့ဒီလျှက်စစ်ဘာပဲဟောလဲလို့ဆိုကျမတို့လေတဲ့လျှက်စစ်တအားမပေးနိုင်တာခွင့်လို့ပါလျှက်စစ်တအားပေးစရာကိုလုံးဝမရှိတော့လို့ပါဟုတ်ပြီအဲ့ဒီကျမ TV ရှေ့ကနေသမင်းစားရင်နားထောင်တော့ဟုတ်နောက်ကြတော့ဒီမိုးကမရွာတော့ရေရခန့်ကုန်တော့ရေရလျှက်စစ်ကလုံးဝမလဲပတ်နိုင်တော့လို့ပါဟုတ်ပြီအဲ့ဒါလည်းဟုတ်ပြီအဲ့တော့ကျမတို့ဒီလိုဖြစ်ရှင်းကောင်းမလားမသိဘူးတဲ့ငရမင်းပြည့်ရွတ်ကြပါတဲ့တကယ်ပြောသွားတာအဲ့ဒါလည်း၄ခါလောက်ပြန်လွှင့်တယ်မှတ်မိတဲ့လူလည်းမှတ်မိပါလိမ့်မယ်ဒါမှမဟုတ်ကျမတို့အချိန်များလို့မကြည့်လိုက်ရင်သာမသိတာအဲ့ဒီမှာ sky net မှာလေသွားပြီးမေးအဲ့ဒီမှာလွှင့်တဲ့အခွေများရနိုင်မလားလို့ပြန်မေးကြည့်ရပါပါနည်းနည်းအဆက်အသွယ်ကောင်းရင်ပေါ့ VIP ဆိုရင်ပေါ့ရမှာပါအဲ့ဒီမှာနေရာမြင့်ပြည့်ရွတ်ကြဟာဘယ်လိုပြောပါလဲဆိုကျမသမင်းမကန်ကြီးတော့ချတော့ဘယ်လိုပြောလိုက်ပါလဲလို့နေရာမြင့်ပြည့်ရွတ်ကြသူကတကယ်အေးချမ်းနဲ့နော်သူ့စိတ်ထဲမှာတကယ်ရှိတဲ့အတိုင်းရိုးရိုးလေးပြောနေတဲ့ပုံပေါ်ပါတယ်ရွရတာလည်းမဟုတ်ဘူးစောင်းတာလည်းမဟုတ်ဘူးဒေါသဖြစ်လို့လည်းမဟုတ်ဘူးသူ့စိတ်ထဲမှာဖြစ်နေတာလေးအတိုင်းပဲသူသိသလောက်ပြောတာလို့ကျမကိုချင်းစာမိပါတယ်အဲ့နောက်ကျဒီလိုလုပ်ပါတဲ့ကျမတို့စီမံချက်ရလုပ်ရအောင်လို့ဆိုစီမံချက်ဆိုတော့ဒါလက်တွေ့ကြတယ်ဟောလက်တွေ့ကြစီမံချက်ကိုဘုရားသူပြောတော့မယ်အမလီအဲ့လိုအစပြောလိုက်ပါတော့လားဘာငရမင်းပြည့်ရောက်ခိုင်းတာလဲပေါ့အဲ့တော့မှဒီလိုစီမံချက်လုပ်အောင်ရက်ွက်တိုင်းလွန်ဆွဲတဲ့စီမံချက်မိုးရွာလွန်ဆွဲတဲ့စီမံချက်လုပ်ကြရင်မကောင်းဘူးလားတဲ့အဲ့ဒီမှာကျမတော့ကိုစိတ်ညစ်သွားတယ်ဘယ်လိုလူကြီးပါလဲဟောဒါတိတ်မကြည့်သေးတယ်လူကြီးဒီဘက်ကတယောက်ကတော့ဘာပြောလဲလို့ဆိုတော့သူကလည်းချတယ်အဲ့ဒီသူဝင်ကြီးလေးကအတန်တောင်မကြားတော့ဘူးရှိမှရှိသေးရဲ့လားမသိဘူး
ကျမပြောလို့များဖြစ်သွားရဆိုရင်တော့စိတ်မကောင်းတာဘယ်လိုတောင်းမှမှန်းအဲ့ဒီသူကဘာပြောလဲလို့ဆိုတော့လေကျွန်တော်ကတဲ့အခုလိုလျှက်စစ်မီးမရတဲ့ပြဿနာတွေဒီလောက်တက်နေမှန်းကျွန်တော်မသိဘူးဗျာကျွန်တော်ကဒုဝန်ကြီးဘောမှာဌာန3ခုတောင်ကန်ထားတာလောက်ကတော့များတစ်ခုကစွန့်ရင်တစ်ခုကကထုရင်းတစ်ခုကလျှက်စစ်အဲ့ဒီ3ခုကန်ထားတာအဲ့တော့ကျွန်တော်မအားဘူးတဲ့ဒါမဲ့လေကျွန်တော်အဲ့ဌာန3ခုလျှက်စစ်အကြောင်းကထုရင်းအကြောင်းစွန့်ရင်အကြောင်းဘာတစ်ခုမှနားမလည်ဘူးအဲ့လိုပြောတာရိုးရှင်းသူကမြပြောတာသူပြောတဲ့အဓိပ္ပာယ်နားထောင်ရတဲ့လူတွေဘယ်လိုအားကိုးရမဲ့ခံစားမိလဲဆိုတော့သူမသိပုံမရဘူးဆက်ဘောလူပဲပြောရရင်ကြီးပြောတာပေါ့အဲ့တော့သူကရိုးကြီးပြောလိုက်တော့ဘာမှမသိတဲ့လူကဌာန3ခုပိုင်နေခုနစဉ်းစားဒီလူကရိုးလေးပြောတာဒီပုဂ္ဂိုလ်ကြီးကကျွန်မသူ့ကိုချိန်မွန်းတယ်သူ့ကိုလေးစားသွားတယ်အမှန်တိုင်းပြောလို့နော်ဒါပေမဲ့ဒီ3ခုအကြောင်းဘာမှမသိပါဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးဒီ3ဌာနကိုဘယ်လိုအုံတောင်နဲ့ဘယ်လိုပုဂ္ဂိုလ်တွေကများတာဝန်ပေးလိုက်တာလဲလို့ကျွန်မစဉ်းစားရတာဖြစ်နေအဲ့ဒါပြီးတော့သူကပြောသေးတယ်ကျွန်မပြောရင်တော့အားနာလာပါတယ်တဲ့စစ်ဌာနအကြောင်းမသိပေမဲ့လေ့လာတယ်ချီးကျူးစရာနော်မသိတာကိုလေ့လာတယ်ဒီအဆင့်ရောက်တဲ့လူကြီးတယောက်လေ့လာတယ်ဆိုရဲကျမတို့ကတော်ကိုချီးကျူးရမှာဘာမှမလေ့လာပဲဒီလိုပဲစားမြဲကောင်းမြဲနေမြဲဝါမြဲနေသွားတယ်အများကြီးနော်သူကလေ့လာတယ်လေ့လာလို့အလီယာစက်ကဒီလိုမိခါဘကဘယ်လောက်ဘယ်လိုဖြန့်ဘယ်လိုပဲပုံဖြန့်ပြူးလို့ဆိုတဲ့ကိစ္စတွေကိုပြည့်စုံကြောင်နည်းနည်းပါးပါးနားလည်လာတော့ဟဲ့တတ်တူရင်းမှာပြဿနာဖြစ်နေပြီအဲ့ဒီကိုသွားဆိုပြီးကျွန်တော်ကိုတတ်တူရင်းကိုလွတ်ပြန်ပါလေအဲ့ဒီတော့တတ်တူရင်းကိုကျွန်တော်ပြေးရပြန်ရောသိပါဘူးသူနားလည်လာပြီပြည့်စုံအကြောင်းနားလည်တယ်ဒီမှာမလုပ်ရတော့ဘူးတတ်တူရင်းကိုဘာမှမသိတဲ့နေရာသွားသူပြောတာလေတတ်တူရင်းသွားမယ်ဆိုတော့သွားလိုက်တာတတ်တူရင်းကြောင့်ကျွန်တော်ဘာမှမသိဘူးဘာမှမသိတော့ကျွန်တော်ရွှေစွာလည်းမမြင်ဘူးလေသွားရွှေရင်းကိုလွတ်တာရွှေစောလည်းဘာမှမသိဘူးမြင်တော့မြင်ဘူးတဲ့ဘယ်လောက်ရိုးလဲနော်ဒါပေမဲ့သူဆက်ပြောတဲ့စကားနည်းနည်းထိတ်ခနဲဖြစ်သွားအခုဝင်းကြီးဖြစ်မှာပဲရွှေစောမြင်မှုတော့တယ်အခုသူကတော့အလုတ်တာဝင်နဲ့သွားလို့မြင်မှုလေဆိုတာကိုပြောတာပါအဲ့လိုပြောမယ်ထင်ပါတယ်ဆိုတော့သူလည်းအမှန်ရိုးတယ်လို့နော်အဲ့လိုပြောဆိုနေတဲ့လူတွေကမောက်ကမတွေထိုင်နားထောင်နေတယ်ကျမဘယ်လိုများယုံကြည်အားကိုးလေးစားရပါမလဲလို့စဉ်းစားနေတာခုထိပါပဲအဲ့တော့ကျမတို့လေးစားယုံကြည်အားထားရတဲ့စီမံခန့်ခွဲသူအုပ်ချုပ်သူမျိုးကျမတို့ကအလိုရှိသလိုတာဝန်တည်သောပြည်သူပြည်သားများကိုလည်းစောင့်ရှောက်တတ်တဲ့အစိုးရမျိုးဖြစ်စေချင်ပါတယ်ကျမတို့ပြည်သူပြည်သားတွေကလည်းခုနကအင်္ဂလိပ်မလို့ဂျာမန်မလို့အဆောင်လျှောက်ခံပြည်သူပြည်သားတွေဖြစ်ကဘာပေါ်မှာသူများကိုပခုံးချင်းရှင်လိုက်ချင်ပါလေကျမတို့မကြခင်ကမူဆယ်ပဲရောက်တယ်ကျမတို့ရဲ့ရှေ့ကဆရာမောင်စင်းဝင်းတို့ရောက်ခဲ့ပါပြီကျမပြီးခဲ့တဲ့2ပတ်3ပတ်လောက်ကမှဇာဗနာမောင်သူရရင်းနဲ့သွားပြီးတော့မူဆယ်ပဲစာပြေပြောပွဲရောက်တော့ကိုယ်ပဲကန်းကူရတယ်ကိုယ်ပဲကန်းကူရတဲ့အခါကျကိုယ်ပဲကန်းမှာစိမ့်လို့လမ်းလို့နော်ဒါပြီးတော့ကျမတို့ဘက်ကမှတစ်ပင်တောတောင်တွေကြီးလိုက်တော့လည်းပဲလိုက်ဖို့တဲ့မြို့ကနေကပြောတယ်ဆရာမကြီးဟိုမှာကြီးလိုက်ပါဟိုတောင်ကဒဏ်ရာရနေပြီဟိုတောင်လည်းဒဏ်ရာရနေတောင်လေးအသေးကြီးကဒဏ်ရာနေတယ်ဘလူကလှီးသွားတာတော့ဆိုတိတဲ့အတိုင်းပောက်ပေါ်ကြီးပေါ့နော်အမပြည်ရတောင်ကြီးလာလှီးတာထိတ်ကလှီးတယ်ဘေးကနေလှီးတယ်မုတ်စိမ့်မောင်းလှီးတယ်လို့ဆင်းပြေတယ်လို့လှီးတာပေါ့နော်မြေကြီးလို့ကျင်တာနော်နေအောင်အဲ့ဒီမြေကြီးတွေပြီးဘလူကရောက်တာတော့မဖမ်းဘူးလားအရေးမယူဘူးလားဆရာမလည်းအရေးယူမဲ့လူတွေကလှုပ်တာပေါ့လေအရေးယူလူတွေကြောင်းတာဘုသူကပြောရမှာအဲ့လိုဖြစ်နေတာအဲ့တော့လေဘယ်လိုဖြစ်သလဲဆိုတော့ကျမတို့မှာတရားဥပဒေစိုးမိုးမှုကလည်းလိုသေးတယ်17နာရီထိုးကနေတော့နည်းနည်းပဲပြောပါမယ်
တရားဝေဆုံးမှုကလို့ပြောကျွန်မဝတ္ထုလေးတစ်ပုဒ်ကိုသွားသတိရတာပြောပါမယ်မောင်လွင်မောကတာဆိုတဲ့စာရေးဆရာရေးတဲ့ဝတ္ထုပါအဲ့ဒီဝတ္ထုကကောင်းလားပန်းလားတဲ့ခတ်တူကိုပြောရအောင်ဘစ်ကစ်မုံမုံလေးတစ်ပုံအကြောင်းရေးထားတာပါမုံမုံလေးကအယောင်ဆိုင်တစ်ခုရဲ့ဆင်ပေါ်မှာနေတယ်အဲ့ဒီမုံမုံလေးကိုတင်းနေကြတော့အင်မတန်ရွှေလင်ငွေတွေတွဲလို့တွဲလောက်အဖိုးရန်နာယီတွေဝတ်ထားတဲ့အထေးလို့ထင်ရတဲ့လူတယောက်ကလာဝယ်သွားတယ်အဖိုးရန်ကားကြီးပေါ်ကိုတင်သွားတယ်သူ့အိမ်ရောက်သွားတယ်အိမ်ရောက်တော့ဘစ်ကစ်မုံမုံလေးကတော်တော်ဝင်းသာသွားတယ်တဲ့သူ့ဖွင့်ပြီးစားလိုက်လို့ရှိရင် family ဘစ်ကစ်မုံနော်ဝင်းသာသွားတယ်တဲ့သူ့ဖွင့်စားလိုက်ရင်ဒီပြီးတော့တော်တော်အရသာရှိမှာပဲဆိုပြီးတော့ဝင်းသာဒါပေမဲ့လူကြီးအားနောက်ဖေးလန့်ခေါ်လိုက်တယ်မောင်ခွေးရေလာအောင်ဇလုံးတစ်လုံးယူခဲ့လို့ပြောတယ်အဲ့ဒါဟုတ်ကဲ့ခင်ဗျာဆိုတဲ့အတန်မဆုံးရင်ဇလုံးတစ်လုံးရောက်လာတယ်တဲ့အနာကိုအဲ့မှာဇလုံးအနာချလိုက်တော့အဲ့ဒီလူကြီးကတဲ့ဘစ်ကစ်မုံဘုံကိုဖွင့်ပြီးတော့အထဲထဲကဘစ်ကစ်မုံတွေအကုန်လုံးဇလုံးလေးကိုတွန်ချလိုက်တယ်တွန်ချလိုက်တဲ့အခါကျဘစ်ကစ်မုံဘုံကြီးကဝမ်းနေသွားတယ်သူ့မုံတွေကိုဒီလိုတွန်ချရင်လေတက်လက်ပြီးအရသာတော့ပြတ်တော့မှာပဲပေါ့အဲ့လိုစဉ်းစားနေတော့မှာပဲတဲ့ဘစ်ကစ်မုံဘုံလေးတွေကို1000နန်းနဲ့အထက်လိုက်ထိုးတဲ့1000နန်းနဲ့အဲ့တော့9000နန်းမပေါ်သေးလို့အဲ့ဒီဝတ္ထုဟာစာပေစီစီရေးအင်းချက်တုံးကာလကနည်းနည်းလက်ပတ်နဲ့အလင်္ကာတွေနမိတ်ပုံတွေသုံးပြီးတော့ရေးရတဲ့ဝတ္ထုဖြစ်ပါလိမ့်မယ်ဒီဘက်ခေတ်မှာမဟုတ်ပါဘူးဟိုဘက်ခေတ်ကရေးခဲ့တာနော်အဲ့နည်းနည်းစောတယ်ဘစ်ကစ်ဘုံဆိုတွေကနည်းနည်းစောတဲ့ခေတ်ပေါ့ဗျာစဉ်းစားကြည့်ပေါ့နော်သူတဲ့ခေတ်မီးနေတာလေဟုတ်လားအဲ့ဘစ်ကစ်ဘုံနဲ့ထောင်နံနေထိုးတဲ့ပြီးတော့မှ30ပြည့်ပြီးတော်ပြီဆိုပြီးတော့ဖုံးပိတ်လိုက်တယ်ဖုံးပိတ်ပြီးတော့ဘစ်ကစ်ဘုံလေးကိုခုနလူကြီးကကားပေါ်တင်ပြီးယူသွားတယ်အင်တန်ခန်းထားတဲ့ခြံကြီးခြံရှိရောက်တယ်ခလုတ်နှိပ်လိုက်တယ်ခွင့်မဲ့သူမလာဘဲနဲ့အလိုလျောက်ပွင့်သွားတယ်တကားလေးကိုကားမောင်းဝင်သွားတယ်အခုလိုပဲရေပန်းနဲ့ဥယျာဉ်ရှိတဲ့လက်ထင်းမျိုးတစ်ပတ်ပတ်လိုက်တယ်အိမ်ရဲ့ဆင်ဝင်အောက်ကိုရောက်သွားတယ်အဲ့ဒီဆင်ဝင်ရှေ့မှာခလုတ်တစ်ခုကိုနှိပ်လိုက်တယ်အဲ့တော့မှတကားပွင့်သွားပြီးတော့တွေ့ဘူးကြုံဘူးတွေ့မှုမြင်မှုဟန်တူတဲ့မိန်းကလေးတယောက်နဲ့မိန်းကလေးတယောက်ကထွက်လာပြီးတော့နှုတ်ဆက်တယ်တဲ့ဟာဥပါလားတဲ့ခုနလူကြီးနှုတ်ဆက်တာဥပါလားအေးကွယ်အဘရှိလားလို့မေးတယ်သိလားပါဆိုပါဘူးသိရမှာပါလေးပဲဒီပြိတ္တာအဲ့တော့ဘာရှိလားဆိုတော့ရှိတယ်မရှိဘူးတဲ့golf သွားရအောင်golf ကွင်းကိုသွားတယ်တဲ့ဆိုတော့ဒီလိုဆိုရင်ခဏစောင့်ရင်တဲ့အဘကိုဂါရဝပြုပြင်လို့ပါနော်ဂါရဝပုံမုံလေးပိုက်ပြီးအဲ့ကနဲ့ဝင်ထိုင်နေ7မိနစ်လောက်ကြာတော့အဘကလည်းပြန်မလာသေးဘူးခုနကောင်မလေးကထွက်လာပြီးကျွန်မအီးမေးလ်တွေပို့ပြရှိသေးတယ်မအားဘူးတဲ့ဥရဲ့ဘာပြောချင်လို့လဲတဲ့ဆိုတော့ပြန်ရတော့မယ်ဆိုတာသိတော့မှခုနကတထေးကြီးကအဘလာရင်ဒါလေးပေးလိုက်ပါကွယ်တဲ့ဦးကအထူးဂါရဝပြုသွားတယ်ပြောပါတဲ့ဦးပြောထားတဲ့ကိစ္စလေးလည်းမြန်မြန်လေးဆောင်ရွက်ပေးပါပြောပေးပါအော်မလေးကဘစ်ကစ်ဘုံကိုထည့်ကြည့်တော့အင်းလေးလို့ဆိုပြီးတော့လူရထတော့ပြန်ထွက်သွားဘစ်ကစ်ဘုံလေးကိုကောင်မလေးကဆွဲယူပြီးတော့ပွေးလိုက်တယ်ပြီးတော့အခန်းတစ်ခုတည်းကိုတကားဖွင့်ပြီးတော့အထက်ကိုပြစ်သွင်းလိုက်ဘစ်ကစ်ဘုံလေးကဒလိမ့်ခောက်ပွေးဒလိမ့်နဲ့ကျသွားပြီးအခန်းနိုင်ရန်တစ်ခုမှသွားပြီးတော့ထောင်သွားလိုက်တယ်ထောင်နေလိုက်တယ်အဲ့ဒီခါကျတော့ဘစ်ကစ်ဘုံလေးကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူ့လိုပဲဘစ်ကစ်ဘုံလေးတစ်စိတ်မတူသောဘစ်ကစ်ဘုံလေးအမြောင်များအဖိုးရန်အရက်ပလင်းလေးအမြောင်များမဖွင့်ဖောက်ရသေးတော့ဘာတော့မှမသိတဲ့ပါဆယ်တို့တွေအမြောက်များခန်းထဲမှာတွေ့တော့အော်ဒါစတိုကန်မဲ့ထင်ပါလေလို့သူတွေးလိုက်တယ်သူတိတ်နေတခြားကောင်တွေကလည်းတိတ်နေသူလည်းတိတ်နေလိုက်တယ်ရက်တော်ကြာတဲ့အခါကျတော့သူကိုခုနကမောင်ခွေးဆိုတဲ့သူနော်ဘစ်ကစ်မုံတွေကိုထုတ်ပြီးတော့ဟိုဇလုံးထဲကိုထည့်ပြီးသွားတယ်လို့အဲ့ဒီကရောက်လာတယ်တဲ့အိတ်ကြီးဆာလာအိတ်ကြီးနှလုံးဆိုင်းခေါ်နှလုံးပေါ့နော်တစ်ဖက်တစ်ချက်ဆွဲပြီးတော့အခန်းထဲကိုဝင်လာတယ်ဝင်လာပြီးတော့ biscuit ဘုံလေး family biscuit ဘုံလေးအပါဝင်တခြားဘုံဘုံတွေရောအရက်ပလင်းတွေရောအထုပ်တွေရောအကုန်လုံးကိုမျှထည့်ပြီးတော့ဆွဲပြီးတော့ကားပစ္စည်းပေါ်တင်ပြီးတော့ store ဆိုင်မှာသွားသွင်းနေ biscuit ဘုံလေးက store ဆိုင်ကိုပြန်ရောက်သွားပြန်ပါလေဒါမဲ့သူဟာ biscuit ဘုံအစ်စ်ဘုံတော့ဘူးတဲ့အထဲထဲမှာ30ရှိတဲ့ဘုံဖြစ်နေပါလေအဲ့တော့သူ့ကိုဘယ်သူများလာဝယ်မလဲလို့သူစောင့်နေတာဘယ်သူမှလာမဝယ်သေးပဲနဲ့တနေ့ကျတော့တားအမိနှစ်ယောက်ရောက်လာတယ်အဲ့ဒီသားမီးနှစ်ယောက်ကကလေးကပြောတယ်တဲ့သူ့ကိုလည်းညှိုးထိုးပြီးတော့ကိုမ family biscuit ဘုံလေးအမေဒါအဲ့ဒီမုံ biscuit ဘုံဝဲကျွေးသားမှာဒါစားကြလို့ကျောင်းမှာသားတငယ်ချင်းတွေကကျွေးတာအရန်စားကောင်းတာပဲမေးလို့ပြောတယ်အဲ့လိုပြောတော့ biscuit ဘုံလေးကဟိုပြော biscuit ဘုံလေးကကြားတယ်ဒါသူ့အမေကပြန်ပြောတယ်ဒီစမ်းမောင်သားရဲ့တဲ့ဒီမှာမင်းမို့ကျောင်းတက်ရင်ကြောဖို့အိမ်နဲ့ဖနက်
ဝယ်မလို့လာခဲ့တာအမေမှာပါတဲ့ပတ်စံကမလိုက်နိုင်လို့စိတ်ညစ်လို့ဘယ်လိုလုပ်ရမှာမလို့စဉ်းစားနေရတဲ့ကြားထဲမင်းကဒီဘစ်ကစ်ကိုစားနေမှလည်းလုပ်ပြန်တယ်နေစားမှာသားရဲ့ဗာလမ်းကြောင်းမှာဘာဝယ်ကျွေးမယ်ပေါ့အမေလုပ်တယ်သူကပြောသားလည်းဟင်းပေါ့ဒါလေးစားခြင်းနဲ့မှဝယ်ကျွေးပါလို့သားမင်းကြီးအဲ့လိုအပြန်အလှန်ဖြစ်နေတော့မှလူတယောက်ကအနာကိုရောက်လာပြီးတော့ကလေးကိုမေးလိုက်တယ်ကလေးမင်းဒီမုတ်ရမ်းစားနေတာပဲဟုတ်ကဲ့စားခြင်းဒါဖြင့်ဥဝယ်ကျွေးမယ်အဲ့တော့အမေလုပ်တယ်သူကတားမလုပ်ပါနဲ့ကလေးအချင်းပြစ်မယ်ကျမလည်းဝယ်မကျွေးနိုင်တဲ့ဒီမုတ်မျိုးကိုရှင်ဝယ်မကျွေးပါနဲ့ရှင်ကိုလည်းကျမမမြင်ဘူးပါဘူးနော်ကျမကအိမ်ပြန်မယ်ကျမခင်ဘောနဲ့တိုင်ပင်ပြီးတော့ဒီကလေးတို့ဝယ်စရာချမ်းစရာတွေဘယ်လိုလုပ်အောင်စဉ်းစားရတခြားမဟုတ်ကျမဝယ်ကျွေးမလို့ပါအမေလုပ်တဲ့လူကလည်းပြောပါလေအဲ့တော့ဟိုတင်းကခုနလူကဟုတ်ပါဦးမကြီးရဲ့ကျွန်တော်ကစေနာရိုးရိုးသားသားပြောတာပါဒီနေ့ကျွန်တော်မွေးနေပါကျွန်တော်မွေးနေမလို့အိမ်ကထွက်ကြရအပြင်မှာတစုံတယောက်အရန်ဖြစ်ချင်နေတဲ့ဆန္ဒလိုချင်နေတဲ့ဆန္ဒတစ်ခုကိုပြည့်အောင်ဖြည့်ပေးမယ်ဆိုတဲ့စိတ်ကူးနဲ့ထွက်ခဲ့တာပါအဲ့ဒါကြောင့်ဒီကလေးအရန်စားကျင်နေတဲ့အဲ့ဒီဘစ်ကစ်မုတ်ကိုကျွန်တော်ကျွေးပြရစီခွင့်ပြုပေးပါအဲ့ဒီလူကနားလည်အောင်ပြောတော့မှပထမတော့အမေလုပ်တဲ့လူကလက်မခံကျင်တော့လဲကလေးကလည်းဒစားစားတောင်းနေတော့လက်ခံလိုက်ရလက်ခံတော့အဲ့ဒီကျေးဇူးတင်ပါတယ်ပေါ့ကျမပါစီချမ်းသာတာပါစီအသက်ရှည်ပါစေပေါ့ဆိုပြီးတော့ကလေးကိုလက်ဆွဲပြီးတော့ဆိုင်ထဲကထွက်ကလေးကဘစ်ကစ်ဘုံလေးပိုက်ဆိုတော့ဘစ်ကစ်ဘုံလေးကဝန်လာသွားတယ်ဖွင့်လိုက်ရင်30ထွက်သွားတယ်30ရပြီ30ရပြီဆိုလို့ရှိရင်ဒီကလေးတွေလိုအပ်နေတဲ့ကျောင်းသွင်းပစ္စည်းတွေညာအကုန်ဝင်နေတဲ့ပြင်မိသားစုတော်အဆင်ပြေသွားမှာပဲလို့တွေးပြီးဘစ်ကစ်ဘုံလေးဝန်တာစွာနဲ့ကလေးလေးရဲ့ရင်ဝင်ထဲမှာသူကလိုက်လာတယ်ဒါမှစိတ်ညစ်စရာကောင်းတာအမေကသူ့သားကိုပြောတယ်အဲ့ဒါဘစ်ကစ်ဘုံလေးကကြားလိုက်တာတားရဲ့တဲ့ဒီမုံကိုမစားပဲနဲ့တာတခြားကြိုက်တဲ့မုံကိုအမေဝယ်ကျွေးမယ်ဒီဘစ်ကစ်ဘုံလေးကိုဆိုင်မှာပြန်သွင်းလိုက်ရင်လေတဲ့တားလို့ကျင်တဲ့ကြောပေါ်အေးရောခဏကောင်းကောင်းလေးရောအုတ်ထုတ်ရောမိုးကာရောရမှာတားရဲ့အဲ့တော့ပြန်သွင်းကြရအောင်ဆိုင်ပြန်ရောင်းအောင်လို့ပြောတော့ကလေးကအဲ့မှာစိတ်ဆိုးတာသူများဝယ်ကျွေးတာတောင်အမေတို့ကဘာညာပေါ့လေစသဖြင့်အဲ့လိုဖြစ်အမေနဲ့သားနဲ့အချီးချညင်းပြီးအိမ်ပြန်လာတော့အိမ်ရောက်တော့အဖေလုပ်တဲ့လူကဘာတွေဖြစ်လာတာလဲမေးတယ်မေးတော့အမေကလည်းပြန်ပြောပြတယ်ပြန်ပြောပြတော့အဖေကနည်းနည်းခေါင်းပုတ်တာပေါ့ဟုတ်လားပြဿနာတစ်ခုဖြစ်လာရင်အဖေဆိုတာမျိုးအိမ်ဦးနဲ့ဆိုတာမျိုးကအဲ့လိုပဲလို့ကျွန်တော်တို့ရှင်းတယ်ဟိုတဲ့တယ်မရှင်းနိုင်ဘူးသူတို့မှာဇဝေဇဝါတွေချီလုံးချလုံးနေတဲ့ပိုလိုလိုဒီလိုလိုနောက်ဆုံးရှောင်ထွက်သွားတာအဲ့ဒါအိမ်ဦးနဲ့များရဲ့သဘာဝလို့ရှင်းတာပဲဆိုတော့ကလေးကအကုန်ပြောပြတယ်သူဒီဟာကိုဖွင့်မယ်စားမယ်ပေါ့အမေကတော့ပြန်သွင်းအဲ့လိုဆိုရင်အဖေလုပ်တယ်လို့ကစဉ်းစားတယ်တားဘက်ကတားစားပါစေကွာလို့လည်းသူမပြောနိုင်ဘူးစားပါစေကွာဆိုလို့ရှိရင်သူ့အမေလိုနေတဲ့သူမိန်းမလိုနေတဲ့တားအတွက်ကြောပေါ်အိမ်နဲ့ဖဏတ်နဲ့အုပ်ထုပ်နဲ့ဝယ်ပေးစရာလိုနေတဲ့ပတ်စံလိုငွေကိုလည်းသူလောလောဆယ်မဖြည့်ရှင်းနိုင်ဘူးအဲ့တော့တားဘက်ကလည်းမလိုက်နိုင်အမေဘက်ကလိုက်ပြီးတော့သွားရောက်နေကွာလို့ပြောရအောင်ပါလေသူ့သားကိုမွေးနေ့ရှင်တယောက်ကဒါနပြုလိုက်တဲ့ဝယ်ပေးလိုက်တဲ့မဟုတ်မပြောရက်ဘူးအဲ့လိုဖြစ်တော့နင်းကွာငါတခုလုပ်ပေးမယ်ခေါင်းပတ်နဲ့လို့ဆိုတော့အခန်းထဲဝင်သွားပြီးတော့တက်စီတစီကိုခဲခဲရင်းရှာပြီးယူလာတယ်တဲ့ယူလာပြီးတော့ဘလူကမင်းကပါယူလဲဆိုအမေလုပ်တယ်လို့ခေါင်းလို့ပြောတယ်ကားလုပ်တယ်လို့ကားပန်းဖို့ဟုတ်ဘူးခေါင်းပတ်နဲ့မယ်ပန်းကြလို့ရှိရင်ကားဒီဘစ်ကစ်ဘုံကိုယူခေါင်းကြလို့ရှိရင်တော့အမေသဘောတိုင်းသွားကြောင်ရှင်းနဲ့လားရှင်းနဲ့တယ်ဟုတ်ပြီလှည့်မယ်ဆိုပြီးလှည့်လိုက်တော့ဘစ်ကစ်ဘုံလေးဟာတဲ့ဝီဝီဆိုပြီးတော့တက်စီလေးလေတန်းကိုကြားလိုက်တယ်တဲ့တော်တော်ဆိုအခန်းတောင်ကိုလိမ့်သွားတဲ့အတန်ကိုကြားလိုက်တယ်တဲ့ဒီလောက်ဆိုကြားတဲ့အတန်နဲ့သားမင်းကြီးကပြေးပြီးអော်လိုက်တဲ့အတန်ကြားတဲ့အချိန်မှာခေါင်းကလုံးဝမိုက်သွားပါလေဆိုတဲ့အခါကျတော့သူပြောနေတာကဒီမှာကျမတို့စဉ်းစားလို့ရပါတယ်ခေါင်းကျသွားလို့ဒါပြန်ရောင်းရမယ်ဖြစ်မျိုးပေါ့အဲ့မှာဇလန်းကပြီးပါပြီဒါနဲ့ဆာရေးဆရာတချောင်းထပ်ထည့်ထားတယ်ဆင်းရဲသူဆင်းရဲသားများဘယ်တော့မှကံမကောင်းနိုင်ပါလားဆိုအခါချတော့အဲ့ဒီဘစ်ကစ်ဘုံလေးကိုတော့ကျမပြောချင်တာကပါဆက်ဆက်လို့ပါဒီဘစ်ကစ်ဘုံလေးကိုအဲ့ဒီအချိန်လုံးမှာတော့တခြားဘုံတွေမှာလည်းပဲဒီလိုပဲ30 40ခက်ထားရှိရင်ရှိမှာပေါ့နော်ထားမဲ့ဒီဟာတွေတော့အိမ်မှာထားစရာမရှိလို့ဆိုင်ပြန်ဖို့ရတယ်အဘတို့များနော်ထားစရာမရှိလို့ဆိုင်ပြန်ဖို့ရတယ်အဘတို့ကိုသားမီလို့စားစရာမရှိတဲ့လူက90ရာခိုင်နှုန်းမှာကျမတို့စီနိုင်ငံမှာနော်ဆိုတဲ့အခါကျတော့လေစဉ်းစားကြည့်အဲ့ဒီတော့မှတော်တော်ခစ်စောစောကရေးခဲ့တော့ဘစ်ကစ်ဘုံနဲ့ပတ်စံထည့်ပြီးတော့ဂါရဝသွားပြီနော်
စကားတစ်ခုကလည်းရှိသေးတယ်တိုင်းပြည်ပြည် TV မှာမိန်ကွန်းတစ်ခုမှာလူကြီးတယောက်ကပြောတဲ့စကားဆိုရမပြောင်းခင်ပေါ့နော်ဗာလဲလက်ပေးလိုက်ရင်ကိစ္စတွေကိုခွင့်မလွတ်ဘူးတဲ့တင်းတင်းကြပ်ကြပ်အေးအေးယူရမယ်ဒါပေမဲ့ကျေးဇူးကိုသိတတ်လို့ဂါရဝပြုတာတော့လက်ခံမှာပေါ့အဲ့ဒါပါရနော်ကြားလိုက်လားမသိဘူးအဲ့ဒါနဲ့ဂါရဝတွေပြုကြတာလေဘီစကစ်ဘုံနဲ့ပတ်စံတွေပြည့်သိမ့်ထည့်ပြီးတော့ဒါဂါရဝပြုတာနောက်တော့ဒီကိစ္စတွေကလူသိရှင်များဖြစ်လာတဲ့အခါကျတော့အဘတွေကလည်းပဲလက်မခံဘူးဘီစကစ်ဘုံငါ့အိမ်နဲ့မသွင်းနဲ့အဲ့တော့ဘာလို့ပါလဲဆိုတော့ဂရီဘာဘူးလေးတွေထဲမှာရတနာတွေထည့်ပြီးကြည့်သွားတယ်ဒါလည်းသိရလူကကြည့်တော့တယောတဲ့လူကတယောတဲ့လောင်တဲ့လူကလောင်တဲ့အင်တာနက်မှာဘယ်လိုခေါ်မလဲဟိုအဲ့လိုပေါ့နာမည်ဖွက်နဲ့တင်တဲ့လူကတင်တယ်ဆိုတဲ့အခါကျတော့သူတို့လည်းစိတ်ညစ်ပုံရပါတယ်ဘာမှယူလာနဲ့ဆိုတော့ရှင်းရှင်းလေးပဲအဘကြီးဟော်ရီတောင်လေးလှီးလိုက်မယ်နော်အဘအတွက် share ဘယ်လောက် share ရင်းနှီးမှုဖြစ်သွားရော biscuit ဘုံမဟုတ်တော့အဲ့ဒါနဲ့ကျမတို့လက်ပရောင်းတောင်ကိစ္စလည်းအဲ့ဒီကစတယ်ဖြစ်ပါတယ်နော်အဲ့ဒီဟာစလို့ပြဿနာတွေဖြစ်နေတာအခုဘယ်လိုရှင်းရမှန်းကိုမသိတာအဲ့ဒါတွေပဲအရင်ခက်ကလုပ်ခဲ့တဲ့ပြဿနာဆိုပေမဲ့အရင်ခက်ကတည်းကအဲ့ဒီကိစ္စတွေရှိလို့မကင်းရမကင်းကြောင်းတွေဖြစ်နေတော့ဘယ်လိုရှင်းရမှန်းမသိလို့အခုဆိုရင်ဘာသာမှတော့သိမကြသေးဘူးကျမတို့တော့ဆန်းစုကြည်ဘယ်လိုလုပ်မလဲကျမရင်းနေပါတုံပါတယ်နောက်တစ်ခါဒီဘယ်ရခိုင်ကိစ္စလည်းဒီလိုပါပဲလူကြီးများသူတို့စဉ်းစားတာနဲ့ကျမတို့စဉ်းစားတာနည်းနည်းတော့ကွာတယ်ကျမတို့လူကြီးအမေရိကကိုရောက်တယ်ဘရူနိုင်းကိုရောက်တယ်စကားတမျိုးပဲပြောတယ်အမေရိကမှာစပြောတယ်လက်ပရောင်းတောင်တို့ရခိုင်ကိစ္စလို့ဆိုအရင်တော့အေးဆေးတွေပါတဲ့ခုမှမြောက်ပေးတဲ့လူတွေကမြောက်ပေးလို့နိုင်ငံရေးပြောကပေါ့နော်အဲ့ဒါတွေကမြောက်ပေးလို့ခုလိုစူစူဖြစ်လာတာတဲ့သူကအဲ့လိုပြောတယ်ကြားတဲ့လူကြားလိုက်ပါပါ DVB ကလည်းပြောတယ် Skynet ကလည်းပြောတယ်နော်ကျမစဉ်းစားကြည့်တယ်ဘယ်သူမှတော့ပြန်မပြောဘူးလားတော့မသိဘူးနည်းနည်းလေးများတိုးပြီးစဉ်းစားလိုက်ပါလားလို့နည်းနည်းလေးများရှေ့ကိုတိုးစဉ်းစားရင်အရင်တော့ကအေးအေးဆေးဆေးပါလူတွေကကြောက်တာဘူးကြောက်တော့သိနဲ့ငြိမ်းနေတယ်ကျမတို့လူတွေညံ့လို့မဟုတ်ပါဘူးမညံ့တဲ့လူတွေစဉ်းစားတွေးခေါ်တတ်တဲ့လူတွေခံစားတတ်တဲ့လူတွေကြိုးကြောင်းဆင်ရင်တုံတရားနဲ့သိတတ်မြင်တတ်တဲ့ပြည်သူပြည်သားတွေပါအဲ့အချင်းမသေးပါနဲ့လို့ကျွန်မပြောချင်တာသိပါတယ်ကြောက်တော့မပြောပြစ်ဘူးနော်အခုချိန်ကျတော့ပွင့်လင်းမြင်သာတဲ့ခေတ်စနစ်ကလည်းပြောင်းသွားပြီဆိုတော့ငါတို့ပြောရင်တော့ရပြီပြောရရမယ်လို့အားပေးတဲ့စာရေးဆရာတွေသက်ဆိုင်ရာအဖွဲ့အစည်းတွေဒါတွေကလည်းရှိလာပြီဆိုတော့သူတို့ပြောရဲလာလို့ထုတ်ပြောလာကြလို့ပြဿနာဆိုတာဖြစ်လာတာပါအဲ့ဒီပြဿနာဆိုတာကိုအေးအေးဆေးဆေးနဲ့မေတ္တာတရားအရင်ခံပြီးတော့တယောက်နဲ့တယောက်စာနာနားလည်မှုနဲ့အပြန်အလှန်လေးစားမှုနဲ့ဖြည့်ရှင်းမယ်ဆိုရင်မပြေလည်စရာမရှိပါဘူးရံပွဲကနေစစ်ပွဲမဖြစ်ပါဘူးစစ်ပွဲကနေပရိပက္ခတွေလည်းမကြီးထွားပါဘူးဒီမှာပြောချင်တာအဲ့ဒါကြောင့်ပြေလဲလဲအေးအေးချမ်းချမ်းဆိုတာတယောက်နဲ့တယောက်လေးစားဖို့လိုပါတယ်အထင်မသေးဖို့လိုပါတယ်အထင်သေးပြီဆိုရင်လေးစားဖို့ခက်ပါလိမ့်မယ်ဒီနေ့ဟိုရင်းဖြစ်နေတာပေါ့နော်အမတန်ရေပန်းစားနေတဲ့စကလုံးအပြန်လှန်လေးစားလိုက်နာမှုဆိုတာအပြန်လှန်လေးစားလိုက်နာမှုဖြစ်ဖို့ဆိုတာတယောက်နဲ့တယောက်အထင်မသေးဖို့လိုတယ်ကျမတို့ပြည်သူတွေကလည်းကျမတို့ရဲ့လူချင်းများကိုအထင်မသေးဖို့အထင်ကြီးပြီးယုံကြည်မှုရှိဖို့တကယ်လိုတာလူကြီးများကလည်းကျမတို့ပြည်သူပြည်သားတွေကိုမသိနိုးနာတွေပါကွာငါတို့လုံတိုင်းခံရမှာပါဒီလိုပဲခံလာခဲ့တာပါပဲအလကားတွေပါလို့အထင်မသေးဖို့တော့လိုပါလိမ့်မယ်လူတွေမှာလူအသိရှိပါတယ်လူမာနာတရားဆိုတာရှိပါတယ်ပညာရှိသည်ဖြစ်စေပညာမဲ့သည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေအားလုံးကလူမာနာရှိပါတယ်လူမာနာကိုထိခိုက်ရင်ဒေါသဆိုတာဖြစ်ပါတယ်အဲ့တော့လူကိုလူလိုတန်ဖိုးထားပြီးလူလိုဆက်ဆံမယ်ဆိုရင်မေတ္တာတရားဆိုတာဖြစ်မှာပါလူကိုလူလိုတန်ဖိုးမထားတဲ့နိုင်ငံများမှာမေတ္တာတရားမထွန်းကားနိုင်ပါဘူးအဲ့လိုမေတ္တာတရားမထွန်းကားရင်ပြိပက္ခတွေများပါမယ်ရံပွဲတွေများပါမယ်စစ်ပွဲတွေများပါမယ်အဲ့တော့တယောက်နဲ့တယောက်လူကိုလူလိုဆက်ဆံတာလူခွင့်ရေးလို့ပြောလိုက်လို့ရှိရင်ဒါနိုင်ငံရေးစကားလို့ထင်အောင်မယ်
တကယ်တော့လူအခွင့်အရေးဆိုအဲ့ဒါပါလူကိုလူလိုသိဖို့လူလိုမြင်ဖို့လူဆိုတာဟာခံစားရတဲ့စဉ်းစားရတဲ့လူလိုဘယ်လိုနေရမလဲဟုတ်လားတိုင်းတစ်ပါးကလူတွေဘယ်လိုနေလဲအိန္ဒိနာချင်းကလူတွေဘယ်လိုနေလဲငါပြည်တွင်းကလူတွေဒီလိုနေကြထိုင်ကြပါစေဆိုတဲ့စိတ်စေတနာမျိုးနဲ့စ조사အားထုတ်ပေးမယ်ဆိုရင်ပြည်သူလူထုနောက်ကတစ်ခဲနဲ့ထောက်ခံပြီးမလိုက်เสียဘာအကြောင်းမှမရှိပါဘူးအဲ့ဒါကြောင့်မေတ္တာတရားကိုအဓိကထားစေချင်ပါတယ်အာနာသံပါတဲ့ကိစ္စတွေအာနာနဲ့အမိန့်ပေးတဲ့ကိစ္စတွေနည်းနည်းရှော့ပေါ်စေချင်ပါတယ်ကျမတို့လေအာနာဆိုတော့ထောင်ကထွက်ချင်းကျမတို့ထောင်ကိုင်းရလိုက်ပို့တဲ့အခါကျတော့အပြင်မှာမြင်ရတဲ့မြင်ကွင်းရတော်တော်ထူးဆန်းနေတယ်ဝင်သွားတော့1994ဆိုအဲ့လောက်မဟုတ်သေးဘူးအဲ့2000ကျော်မှာ2000ခုနှစ်ကျော်စမှာဆိုင်းဘုတ်တွေအများများတာပဲအပြင်မှာဘယ်လိုဆိုင်းဘုတ်တွေလဲဆိုတော့ဗာလဲအမျိုးစုံမှတ်မိပါလိမ့်မယ်ဟလာဟိုပြည်ပအားဖို့ပစင်ရိုးအစိုးမြင်ဝါဒီများအားစန့်ကျင်ကြဘာဆိုရင်ရှုံချကြဒါအမိန့်ဆန်တယ်နော်ပြည်ပအားဖို့ပစင်ရိုးဘယ်သူတွေကပြည်ပကိုအားကိုးနေတယ်လဲဥပမာလူခွင့်ရေးချိုးဖောက်မှုတွေကိုသတင်းနိုင်ငံခြားသတင်းစာတွေမှာဗမာပြည်တွင်းမှာရှိတဲ့မီဒီယာတွေမှာရေးသားဖော်ပြခွင့်မရလို့ရေးသားဖော်ပြနေတဲ့ပြည်ပသတင်းစာတွေမှာထည့်သွင်းမှုပေးပို့တာကိုလူခွင့်ဒီလိုပြည်ပအားကိုးတယ်လို့ခေါ်တာလားအဲ့ဒါကိုပစိန်ရိုးလို့နာမည်တက်လိုက်တာလားနော်ပြည်ပအားကိုးပစိန်အစိုးမြင်ဝါဒီအဲ့ဒီလူတွေကအစိုးမြင်ဝါဒီလားနော်အစိုးမြင်ဝါဒီများရှုံချကြရှုံချလို့ပြောလိုက်သေးတယ်ကျွန်မပြောမယ်အဲ့ဒီ Human Rights Commission လို့ခေါ်တဲ့ကျွန်မတို့ထောင်မကြခင်ကအဲ့ဒီမှာဒီလူခွင့်ရေးကော်မရှင်မှာလုပ်နေတာအဓိကတာဝန်ခံကယူဂိုဒါဆိုတဲ့ဂျပန်လူမျိုးပါသူ့စီကိုကျွန်မစားဆောင်တော်ရေးဘူးတယ်နောက်ပြီးတော့ဒီပသတင်းစာတချို့လည်းကျွန်မသတင်းတချို့ထည့်ဘူးတယ်အဲ့ဒီကိစ္စတွေဟာကျွန်မအပြစ်ဖြစ်တယ်အပြစ်ဖြစ်လို့အဲ့ဒါဟာငါထောင်9နှစ်ကြာအပြစ်ဖြစ်အခုမှအပြစ်မဖြစ်တော့အခုအချိန်မှာအပြစ်မဖြစ်တော့နော်လူခွင့်ရေးမြန်မာနိုင်ငံလူခွင့်ရေးကော်မရှင်ဆိုတာfly မှာလားတမိုင်းမှာလားfly နဲ့တမိုင်းကြားထဲမှာတခုမှဆိုင်းဘုတ်ကြီးနဲ့ရှိမြန်မာနိုင်ငံလူခွင့်ရေးကော်မရှင်နော်စခွင့်ရေးအခုတော့မိုးကတ်မှာဆိုလို့လားနှင်းရိုက်မှာဆိုလို့လားနေပူမှာဆိုလို့လားဆိုင်းဘုတ်ကတပြည့်ပြည့်ထဲရောက်တာတိတ်လေးပဲကျန်တယ်အခုအပြစ်မဖြစ်တော့ဘူးအဲ့ဒီကော်မရှင်ကိုစာပို့လို့ရတယ်ပတ်ပြောလို့ရတယ်ကိုတစ်ချိန်လုံးကအပြစ်ရှိတဲ့ကိစ္စတွေကအခုအပြစ်မဖြစ်တော့ဘူးအဲ့တော့လူတွေကပွင့်လင်းလာကြပြီပွင့်လင်းလာပြီဆိုတဲ့အခါကျတော့ပြောရဲဆိုရဲလာပါပြီပြောရဲဆိုရဲလို့ပြောတဲ့ဆိုတဲ့အခါမှာအဲ့လိုဒီလိုကဆိုင်းဘုတ်တွေကတော့အမြင်မတော်ဘူးပေါ့နော်ကျွန်မပြီးခဲ့တဲ့ဟိုဒီတော့ကကျုံမငေးကျုံပြောကိုသွားတဲ့အခါကျတော့ကျုံပြောကအပြန်ပါလေကျုံပြောမျိုးအထွက်မှာဆိုင်းဘုတ်တစ်ခုတွေ့တယ်ဖြစ်မမီတော့တဲ့ဆိုင်းဘုတ်ဖြုတ်ချဖို့တင်တဲ့ဆိုင်းဘုတ်ကိုသူတို့မဖြုတ်မိတာပေါ့နော်ချက်ဆူစိုက်ပျိုးခြင်းသည်အမျိုးသားရေးတာဝန်တရားဖြစ်တယ်ခါတာပဲနော်အမျိုးသားရေးတာဝန်တရားအနေနဲ့ချက်ဆူပင်စိုက်ရမယ်ဆိုတော့ဘယ်လိုမှလည်းစိုက်တော့စိုက်ပြီးသားတွေလည်းပြက်ပြီးနိုင်ငံတော်ဘာနာတွေဘယ်လောက်ဆုံးရှုံးလဲဆိုတာကိုစနစ်တကျလေ့လာလိုက်ရင်သိမှာပါတော်တော်ကိုဆုံးရှုံးသွားတာနော်ကျမနည်းနည်းမေ့သွားလို့အင်မတန်သူတေသနာနဲ့အချက်အလက်ဒေတာတွေမှာအင်မတန်ခိုင်မာရတဲ့ဆရာတော်ရှင်မှာမပြောရဲလို့ပါလွဲသွားပါဆိုတော်တော်ကိုဆုံးရှုံးသွားပါတယ်အဲ့ကျက်စုစီမံကိန်းကြီးကနော်ဟုတ်တာလည်းမဟုတ်ဘူးကျက်စုနဲ့ဗာလဲဘာမောင်းကြတာလဲလက်ထွန်ဆက်လားဘာခေါ်လဲထရောလာဂျီလားဘာလဲမသိဘူးမောင်းကြတာလေကျက်စုရတော့စီတိတ်တယ်အဲ့ထဲတော့ဓာတ်ဗာလဲဓာတ်စီလားဗာလဲအဲ့ဒီစီကြီးချက်ခုနကျက်စုကြီးလည်းမဟုတ်ဘူးနော်လုံးလို့မရဘူးတဲ့အဲ့ကျက်စုကြီးကလောက်တဲ့လူတွေကိုယ်တိုင်ပြောတယ်ဒါပေမဲ့အဲ့ဒါမဆိုင်လို့ရှိရင်အမျိုးသားရေးဝကြီးတာဝန်ပြက်ကွက်ရရအောင်မယ်ပေါ့အဲ့ဆိုင်ဘုတ်ကြီးဖြုတ်ခဲ့ပါလို့ကျွန်မဟိုတလောကဟင်္ဒရာလာပဲလားအဲ့ဒီကြောင့်မှထပ်ပြောမိတယ်အဲ့ဆိုင်ဘုတ်ကိုဖြုတ်လိုက်ပါတော့လို့မဟုတ်တော့လို့နော်အဲ့လိုဆိုင်ဘုတ်တွေဥမာဆိုတော့အမိုက်မပုံရကြည့်လိုက်အမိုက်မပုံရဆိုမြို့နယ်တိုင်းမှာကြည့်လိုက်အဲ့ဆိုင်ဘုတ်အောက်မှာအမိုက်ကြီးပဲပုံထားတာနော်ဘာဖြစ်လို့လဲဆိုတော့လူတွေကအမိတ်ဩဇာတန်ပါတဲ့စကားမျိုးကိုမနာခံနိုင်ဘူးရှင်မေတ္တာတရားကိုအလိုရှိတယ်အဲ့ဒါရှင်းလေးပဲလူသားမလို့နှလုံးသားရှိသူများမလို့မေတ္တာတရားကိုအလိုရှိတယ်ကျွန်မအဲ့ဒီကပြန်လာတဲ့အခါကျတော့ကျွန်မဝိထုတစ်ပုဒ်ရေးပြတယ်ဘာလို့ရေးပြတယ်လဲဆိုတော့အကြောင်းအရာလေးတစ်ခုကရှိပါတယ်ရှင်
ကျမအိမ်ပြန်ရောက်တဲ့အခါမှာဧည့်သည်တွေကအလွန်များတယ်ဧည့်သည်တွေအလွန်များတယ်ကျမမှာလေးဘက်နာကြောက်ကသွေးတိုးစသဖြင့်ယောဂါတွေပါလာတယ်ပါလာတော့ကျမဈေးကူဖို့ဈေးစားဖို့နားဖို့နည်းနည်းလိုအပ်တဲ့အခါအဲ့ဒါတွေအများများတော့ကျမမနာရတဲ့အခါကျမမောင်လေးဆရာဝန်တယောက်ကအမဒီအိမ်မှာနေလို့တော့မဖြစ်ဘူးကျွန်တော်နဲ့လိုက်ခဲ့ဆိုတော့သူ့ရဲ့မြို့ပြင်ကမြို့တစ်ကသူ့နေတဲ့အိမ်ကလေးကိုခေါ်သွားတယ်အဲ့ဒီအိမ်ကလေးမှာကျမကိုထားတော့အဲ့ဒီအိမ်ကလေးက6ခန်းတွဲ4လက်တိုက်6ခန်းတွဲအဲ့ဒီမှာသူကအစုံဆုံးတောင်ကန်းလေးမှာနေဒီဘေးမှာလည်းရှိတာပေါ့လေကားပေါ်တက်တဲ့လေကားရှိတယ်ကျမဝင်သွားတဲ့အခါကျတော့အဲ့ဒီလေကားလေးမှာအမိုက်တွေကိုကိုယ်ကရောင်းနေတာပဲပလတ်စတစ်တွေနော်စက်ကူစုပ်တွေပေါ့ပလတ်စတစ်ဆိုတာလဲဆရာတော်ကပြောမှာမို့ကျမမပြောတာပါအဲ့ဒီမကျူးလို့လဲလာရင်ပြောလိမ့်မယ်ထင်ပါတယ်တကယ်ပါမြန်မာနိုင်ငံအရှေ့တောင်အာရှရဲ့အဖိုက်ပုံကြီးများဖြစ်မလားမသိဘူးနော်ပလတ်စတစ်နဲ့ကျွတ်အိတ်နဲ့အဲ့အပုံကြီးများဖြစ်မလားမသိဘူးဒီဟာတွေအရန်သုံးတာကျမတို့စီကကုန်ချမ်းနေယူသွားနော်ယူသွားပြီးအဲ့ပလတ်စတစ်ကျွတ်အိတ်နဲ့ထုတ်ပြီးဒီထဲကိုပြန်ဖို့ကျမတို့အဲ့ဒါလေးကိုစွန့်ပြရတယ်တကယ်အရှိတောင်အာရှရဲ့အမိုက်ပုံကြီးဖြစ်ပါကျမတို့ဒီတရုတ်သွားတော့လဲဒီလိုပဲတရုတ်ကုသကနေဆက်ကိုသွားတော့လဲတရုတ်ပြည်ဘက်မှာလေ platform နဲ့တန့်ရှင်းနေတာပဲအဲ့ဒီတန်တိုင်းလေးကာထားတဲ့နိုင်ငံနယ်နိမိတ် CEO ရဲ့ဒီဘက်မှာကျွတ်အမိုက်ပုံကြီးတွေစီပြီးတယ်အဲ့ဒါကျမတို့နဲ့သူတို့နဲ့ကြွားတာအဲ့တော့ဗမာနိုင်ငံအားလို့မြန်မာနိုင်ငံအားလို့အရှိတောင်အာရှရဲ့အမိုက်ပုံကြီးများဖြစ်မလားလို့တော့စဉ်းစားမိအဲ့တော့အဲ့ဒီအမိုက်ပုံမှာဒီအမိုက်တွေကိုကျုံးလို့လွယ်လွယ်ကူကူမရနိုင်တော့အဲ့ဒီပုံမှာကွန်ထရေးတွေအများကြီးထွေးလာတယ်ရှင်ကွန်ထရေးတွေအများကြီးထွေးလာတော့ဟာဆိုရွှဲညစ်ပတ်ပြီးထွေးလုံးနေတာတောင်လူလည်းမသိဆဲကြဘူးပေါ့နော်တန်ရှင်းလို့ကိုအင်မတန်ခက်တယ်ဆိုတဲ့အခါကျအဲ့ဒါကြည့်လို့ဟာအဲ့ဒီဟာကြီးကတော့ဘယ်မျက်နှာစာမှာလည်းဖြစ်တို့အခန်းရဲ့ဒီလိုတောင်းဆိုတော့မျက်နှာစာနားမှာလည်းဖြစ်တော့နည်းနည်းတော့ကျမ်းမာရေးတဲ့ထိခိုက်ပါနေဆရာဝန်ဖြစ်နေပြီနည်းနည်းပါတန်ရှင်းလေးပါလေလူလေးပါလေးခေါ်ပြီးလုပ်လိုက်ပါလားလို့ကျွန်တော်ပြောတော့ကိစ္စမရှိတယ်လူခေါ်ကြမလို့ရတယ်တဲ့ကျွန်တော်လုပ်ပြဆိုင်းဘုတ်ကြီးတစ်ခုရေးတယ်သူ့အိမ်ရှိမှာဒေါက်တာဘလူးဆိုတဲ့ဆိုင်းဘုတ်ကလေးရှိတယ်အဲ့ဒီအောက်မှာနောက်ထပ်ဆိုင်းဘုတ်တစ်ခုထပ်ချိတ်တယ်ကွန်ထရေးမထွေးရအောင်းမလို့ကျွန်မကြည့်ပြီးပြုံးတယ်ကွန်ထရေးမထွေးရလို့ပြောရအောင်မင်းကရပ်ကွက်အုပ်ချုပ်ရေးမှုမလို့လားလို့တော့မဟုတ်လေမြို့တော်ဝင်မလို့လားလို့ကွန်ထရေးမထွေးရဆိုတော့ဘယ်သူကမထွေးပဲနေမှာလဲလို့ကျွန်မပြောတော့ကြည့်လိုက်တယ်ဒါနဲ့နောက်တစ်နေ့ကျွန်မအဲ့ဒီမှာအပြင်ကိုသွားတယ်အပြင်သွားတယ်ဆိုတော့ကျွန်မမနေ့မိုးနေရင်9နာရီခွဲနဲ့6နာရီကြာအိပ်ရာထတော့ဒီတာပေါ်ပေါ့လမ်းလေးပေါ်ကိုတက်ပြီးတော့ကိုယ့်ဘက်မှာငမိုးရိပ်ချောင်းရှိတယ်ငမိုးရိပ်ချောင်းတစ်ဖက်ကနေပြီးတော့နေထွက်လာတော့ကျွန်မသိသဘောကျတော့နေထွက်နေဝင်ကိုမမြင်ရတာလဲတင်ပေါင်းများစွာဆယ်စုနှစ်တစ်ခက်လောက်ကြာခဲ့ပြီဆိုတော့အဲ့ဒါလေးအရသာခံပြီးကျွန်မထွက်ကြည့်တာမနေ့စောစောထပြီးတော့သူများက sunset ပေါ့နော်နေဝင်ချိန်ကိုကြိုက်တယ်တကဘာလုံးကလူတော်တော်များများကျွန်မအဲ့နေထွက်ချိန်လေးကိုသိသဘောကျအဲ့ဒါလေးကိုထွက်ကြည့်ပြီးပြန်လာတဲ့အခါကျတော့ကျွန်မသူ့ကိုလာကြိုတယ်ကျွန်မအဆင်းတက်မှာမခက်မှာဆိုလို့ကျွန်မမောင်လေးကလာကြိုတယ်လာကြိုပြီးတော့မောင်နှမနှစ်ယောက်လှမ်းကြည့်လိုက်တော့ဟာကွန်ထရေးတွေဆိုတာအခန်းတော့မှဒီတဲ့ပုံများလိုက်ပြီကွန်ထရေးမထွေးရဆိုတဲ့ဆိုင်းကုတ်ကကွန်ထရေးတွေထွေးလာလိုက်တာလေရဲပရန်ကိုကတ်နေတာအဲ့လိုဖြစ်တယ်တွေ့လားကွန်ထရေးမထွေးရလို့မင်းပြောလိုက်တဲ့အတွက်မင်းရဲ့နာမည်ဆိုင်းဘုတ်ကိုရောကွန်ထရေးမထွေးရဆိုတဲ့ဆိုင်းဘုတ်ကိုရောနှစ်ခုစလုံးကိုကွန်ထရေးထွေးထွက်သွားတာပေါ့လို့အဲ့လိုမလုပ်ရဘူးလေပြောတော့ဟာတဲ့လူတွေကကအသိဉာဏ်ရှိတယ်ကောင်လေးတွေကဆိုးကိုဆိုးတာတဲ့စီးနဲ့ကမ်းမဲ့လေးတွေမင်းမဆုံးမဖာမဆုံးမတွေပါသူပါတော့တာပေါ့လေသူဟာသူဒါတွေကိုဒေါသတွေဖြည့်ပြီးတော့ပြောနေတာပြောနေလို့အိမ်ထဲဝင်ဟာလိုက်ပုတ်ပြီအဲ့လိုပြဿနာဖြစ်ပြီးနောက်တစ်ရက်ကျမတို့အပြင်ကခုလိုမနေ့စောစောလမ်းပေါ်တက်ကျမအဲ့နေထွက်ချိန်ကိုကြည့်ကျမပြန်ဝင်ကြဘောင်လေးလုတ်တဲ့သူကလာခေါ်အိမ်ထဲကိုဝင်လာတော့ခုနကနေရာလေးကိုလေကားတောင်လေးကိုကြည့်လိုက်တော့အဲ့ဒီလေကားတောင်မှာတန့်ရှင်းပြီးတော့ပြောင်းလက်နေတာပဲထုံးလေးတွေကလည်းတုတ်လို့ဒီလေကားရဲ့ဘေးကအကာနိုင်ရန်လေးတွေကိုလေထုံးကလည်းတုတ်လို့အဲ့ဒီတောင်မှာဒါလောက်ရှိတဲ့ပလတ်စတစ်ဘုံကြီးချပြီးတော့အဲပလတ်စတစ်ကလေးတော့ဆွတ်ထားလိုက်တယ်ပြီးတော့မှအပြင်မှာစာလေးတစ်ခုတိတ်နဲ့ကတ်ထားတယ်ကွန်ထရေးနဲ့အမှိုက်များကိုဒီဘုံနဲ့ဆွန့်ပစ်ကြပါခင်ဗျာကျွန်တော်သွန်ပါမယ်ပုံကြောစွာအခန်းနံပါတ်ဘယ်လောက်တိုက်နံပါတ်ဘယ်လောက်လွာဘယ်လောက်နော်အဲ့လိုပြောတာပြောချင်တာကဒီထဲကိုဆွန့်ပစ်ကြပါဆိုတဲ့စကားကိုရင်ကြီးပြောတယ်
ဒီထဲကိုသွန်ပေးကြပါဆိုတာယဉ်ကျေးကျေးပြောတယ်ပြီးတော့ကျွန်တော်သွန်မှမယ်ဆိုတော့ပြောတဲ့လူကသူကိုယ်တိုင်တာဝန်ယူလိုက်တယ်အဲ့ဒါလေးကိုကျွန်မကျေးဇူးတင်အဲ့ဒီတာဝန်ယူတဲ့လူကအခန်းဘလောက်ကဘယ်နှလွာကဆိုတာလေးပဲလိပ်စာပါပြည့်နေကျေးဇူးတင်စရာကောင်းလိုက်တဲ့တငယ်လေးဘလူပါလေးကိုစုံစမ်းကြည့်တော့ကုမ္ပဏီတစ်ခုကမန်နေဂျာလေးအဲ့ဒီကလေးကညနေလောင်းနဲ့ခေါင်းလောင်းနဲ့လေးနဲ့ဘာလဲဟိုအမိုက်လဲလေးတွေလာလို့ရှိရင်သူကအဲ့ဒီပုံလေးကချွတ်ကလေးကိုဆွဲပြီးတော့စီးပြီးတော့သွားတော့အဲ့အစ်စ်ကလေးနဲ့ပလတ်စတစ်ပုံမှာပြန်ထည့်တက်သွားလူမှလည်းသိစကားမပြောဘူးသူအဲ့ဒါလှုပ်ရက်တော်ကြာတော့ကျမတို့အဲ့လိုအပြင်ကညနေပဲပြန်လာတဲ့အခါသူကနေ့ကားမှာအဲ့ဒီကြော်သွားဆိုတဲ့ကလေးကလေခေါင်းလေးကိုပွက်လိုက်ကိုပဲဒီပဲကြည့်လိုက်အဲ့လိုလို့အဲ့တော့ကျမကလှမ်းပြောအေးမောင်ကြော်သွားဘာဖြစ်တာလဲလို့ကွန်ထရီတွေကိုတွေ့ရနေတာထွေးသွားပြန်ပြီလားကွာလို့ကျမအဲ့လိုမျိုးဟာမဟုတ်ဘူးအန်တီကြီးတဲ့မဟုတ်ဘူးတဲ့ကျွန်တော်များတဲ့ဝင်းလက်ကရှက်လဲရှက်ဘယ်လိုဖြစ်လို့လဲကွာလို့ကျွန်တော်များတဲ့စောစောကိုရီးယားသားမှာမျောသွားတာနဲ့အမိုက်ကလောင်အမိုက်လှဲလာတာကိုမကြားလိုက်မိဘူးတဲ့မကြားလိုက်မိလို့ကျွန်တော်ကသတိရတော့မှဆင်းလာတဲ့အခါကျတော့ဒီမှာဗျာတဲ့အမိုက်ဘုံနဲ့အမိုက်ပြတော်ပြစ်ပြီးနေပြီတဲ့ဘယ်လိုလားကွန်သွားမှမသိဘူးတဲ့ပြီးတော့ကြည့်ပါဦးတဲ့ပလတ်စတစ်အစ်စ်ကလေးနဲ့နောက်နေ့အတွက်အစင်းစစ်ဆွတ်ထားလိုက်တာများဗျာကျေးဇူးတင်စရာကောင်းလိုက်တာဒါပေမဲ့အဲ့ဒါဘလူပန်းဘိုးမသိလိုက်ဘူးကျွန်တော်လေးတဲ့ကျွန်တော်လုပ်မဲ့အလုပ်ကိုကျွန်တော်လုပ်ပါမယ်ဆိုပြီးကျွန်တော်နာမည်ရေးပြီးထားခဲ့တာကျွန်တော်ရှက်သွားတယ်ဘလူမှမသိပဲနဲ့တာဝန်တစ်ခုကိုယူပြီးလုပ်သွားတယ်လို့ကျေးဇူးတင်လိုက်တာဗျာသူအဲ့လိုပြောတယ်ကျမအဲ့ဒါမှသဘောကျသွားတယ်ကျမမောင်လေးပဲကျမဆိုးမှတယ်ကျမမောင်လေးကဩဇာနဲ့ငါဆရာဝန်ငါလူကြီးတယောက်နော်ဒီတိုက်မှာငါဒီလိုစာရေးလိုက်ရင်အကုန်လုံးကနာခံမှာပဲဆိုတဲ့စိတ်မျိုးနဲ့ကွန်ထရီမထွေးရဆိုပြီးရေးလိုက်တယ်ခုနဒုတိယမောင်ကျော်စွာဆိုတဲ့ကလေးကကျွန်တော်သွန်မမယ်ဆိုတော့ဘယ်သူမှအမိုက်ကိုတွေ့ကြရမဖြစ်တော့ဘူးကွန်ထရီရောအမိုက်ကိုအဲ့ဒီဘုံထဲမှာစနစ်ကြအဲ့လိုဖြစ်သွားတယ်ကျမတို့ရဲ့တိုက်ခန်းလေးဟာနောက်ဆုံးကြတော့ဘယ်သူမှမသိပဲနဲ့ဒီတာဝန်ကိုဝင်ပြီးတော့ရုပ်တရက်ယူပြီးတော့နောက်တစ်နေ့တော့ပါအစင်းနဲ့ပြင်ပေးလိုက်တဲ့ပုံကိုတယောက်ကိုမသိသောပုံကိုတယောက်ကျမတို့လေးစားကြည်ညိုစရာဖြစ်သွားပါတယ်ကျမပြောချင်တာအဲ့ဒီလူ၃မျိုးပါလူ၃မျိုးတွေကတတိယလူမျိုးဘယ်သူမှမသိပဲနဲ့ကိုလုပ်ရမယ်အလုပ်အများအတွက်အကျိုးရှိမယ်တာဝန်ကိုဘယ်သူဘယ်ဝါမှဖော်ပြမနေပဲနဲ့လှုပ်ချင်ကိုင်းခြင်းတဲ့စိတ်မျိုးဒီနေ့ကျမတို့ချစ်တော်လူငယ်များယုံကြည်ရသောလူငယ်များအနာဂတ်ကိုလှပအောင်ဖန်တီးမဲ့လူငယ်များတတိယလူရဲ့စိတ်ထားမျိုးသာရှိခဲ့မယ်ဆိုရင်ကျမတို့တိုင်းပြည်ရဲ့အနာဂတ်ဘယ်လောက်ဆိုပြေလှပမလဲဆိုတာယုံမတန်တရားရှိစရာမလိုပါဘူးဒါကြောင့်အဲ့ဒါလိုကိုတန်ဖိုးထားတဲ့စိတ်မျိုးနဲ့လွတ်လပ်ရေးရပြီး56နှစ်ပြည့်တဲ့နေ့အခုဆိုရင်ပြည့်တော့မယ်နော်56နှစ်မြောက်လွတ်လပ်ရေးနေ့မှာစကားလက်ဆောင်လေးပြောပြရစီပွင့်လင်းမြင်သာတဲ့ဒီခေတ်မှာဘုံမလင်းလင်းနဲ့မှန်တဲ့စကားကိုပြောပြီးမှန်တဲ့အလုပ်ကိုရဲရဲတင်းတင်းလုပ်ကြပါနော်ဒါပေမဲ့မှန်တာပြောတဲ့ကိစ္စမှာတဲ့ဘုရားရှင်ဟောခဲ့တဲ့စကားလေးကျွန်မမေတ္တာလက်ဆောင်ပေးရင်လည်းချမ်းမဟုတ်ဘူးကျွန်မထောင်ထဲမှာရခဲ့တာအဲ့တခုပဲရှိတယ်ဒါဆိုဒီလူဆရာတော်ဘုရားကြီးဟောတဲ့တရားကိုခဏခဏပွင့်ပြီးတော့ကျွန်မအဲ့ဒါလေးနားထဲမှာဆွဲလာတယ်အပြင်ရောက်တဲ့အခါကျတော့အဲ့ဒါလေးကဆွဲနေလို့တချို့ကလေးတွေများလေကျွန်မသမီးရွယ်လောက်ပဲရှိတဲ့ကလေးတွေကဒီလိုပါလေဟိုကမ္မထမ်းထိုင်ပြီးတော့တတိပဋ္ဌာန်တရားကြီးအားထုတ်ပြီးတော့တော်တော်လေးရသွားကြတယ်လို့ပြောတယ်ကျွန်မမရဘူးထောင်ထဲမှာအဲ့တတိပဋ္ဌာန်ကြီးကမရဘူးဆူဆိုင်လုပ်ကြည့်တယ်နိုင်ဟိုဒီပေါ့10မိနစ်15မိနစ်ကိုသေအောင်လုပ်ရတယ်နောက်10မိနစ်15မိနစ်ကအဆင်ပြေသွားပြန်တော့နိုင်ရွက်ကိုသေအောင်လုပ်ရတယ်နိုင်ရွက်အဆင်ပြေသွားပြန်တော့ကျွန်မမှနည်းနည်းကိုနဲ့ဒီနဲ့ကိစ္စတွေကဖြစ်လာပြန်တော့အဲ့မှာပြတ်သွားပြန်တော့အဲ့လိုထောင်းနေမှာမရခဲ့ဘူးပေါ့နော်ကျွန်မအသက်ကြီးပြီးတိတ်ချိန်စီဟိုထဲမှာပြောချင်တာကကျမရခဲ့တာအဲ့စကားလေးတစ်ခုပါပဲဒါလည်းဆိုတော့မှန်တာပြောတဲ့မုဒ္ဒဝါဒဝေရမိသိက္ခာပဒံသမာရိယာနဲ့လင်ညာလှည့်ပြစကားဆိုခြင်းမှရှောင်ကျင်တော့သိက္ခာပုဂ္ဂိုလ်ဆောင်သိမ်းပါ ਈ ဆိုတာမျိုးပေါ့နော်လင်မုဒ္ဒဝါဒတာကိုတစ်ဖက်ကနေလှည့်လိုက်ဒါမလိန်နဲ့မညာနဲ့မှန်တာပြောအခါတမျိုးအဓိပ္ပာယ်ကောက်လိုက်မှန်တာပြောမှန်တာပြောနေမပြီးသေးပါဘူးတဲ့ဆရာတော်များပါဠိလိုတပည့်တစ်ပါးများကိုပို့ချပြီးသားဖြစ်ပါတယ်နော်
မှန်တာပြောရိုးသားသားပြောပါမှန်တဲ့စကားကိုရိုးသားတဲ့ရည်ရွယ်ချက်နဲ့ပဲပြောပါမယိုးမသားရည်ရွယ်ချက်နဲ့ငါဒီအမှန်တရားထုတ်ပြောလိုက်လို့ဒီလိုတော့ဘွားကြသွားပါစေကွာဆိုတော့စိတ်စေတနာမျိုးနဲ့လုံးဝမပြောပါနဲ့လို့တားတဲ့ပြောပါမှန်တာကိုရိုးသားသားပြောပါရင်းရင်ကြီးကြီးပြောပါအဲ့ဒီမှန်တဲ့စကားကိုပဲရိုင်းရိုင်းပြပြပြောလို့တော့နားမဝင်စားနော်ရင်းကြီးကြီးပြောပါနောက်တစ်ဖက်သားနားကိုဝင်ဆန့်နိုင်မဲ့မှန်တဲ့စကားကိုပဲပြောပါမှန်တဲ့စကားမဲ့တစ်ဖက်သားနားကိုမဝင်ဆန့်နိုင်ဘူးလို့ထင်ရင်အကျိုးမဲ့တာမို့မပြောပါနဲ့လို့ပြောတာပါနောက်တစ်ခုကတော့အချင်းချင်းချစ်ခင်ညီညွတ်မှုကိုမပြိုကွဲစေမဲ့မှန်သောစကားကိုပဲပြောပါအချက်၄ချက်ပါမှန်တာပြောဆိုတဲ့စကားနဲ့ပေါင်းလိုက်၅ချက်ပါအဲ့ဒါလေးကိုစိတ်ထဲမှာနှလုံးသွင်းပြီးတော့နောက်တစ်ခုကကျွန်မပြောချင်တာလေးကနည်းနည်းများလာမသိဘူးအဲ့တစ်ခုလေးရတော့လေDesmond Tutu ဆိုတဲ့အာဖရိကဘုန်းကြီးတစ်ပါးရှိပါတယ်ကျွန်မဝတ္ထုထဲမှာထည့်ရေးတော့ကတော့Nobel ငြိမ်းချမ်းရေး Nobel ဆုရဆိုတဲ့ဥစ္စာကိုလက်မခံလို့မို့အာဖရိကဘုန်းတော်ကြီးတစ်ပါးလိုပဲရေးလို့ရတယ်အခုတော့ပြောလို့ရပြီပေါ့ငြိမ်းချမ်းရေး Nobel ဆုရတယ်အဲ့ Desmond Tutu ဆိုတဲ့ဘုန်းတော်ကြီးကတော့သူကအာဖရိကမှာလူဖြူလူမဲပြဿနာတွေပေါ်တော့လူဖြူတွေစီးလာတဲ့ယထာကိုလူမဲမစီးရလို့ကန့်တတ်ထားတယ်လူဖြူတွေတိတယထာလူဖြူ VIP ယထာပေါ့နော်အဲ့ဒီယထာကိုလူမဲတွေကအုပ်စုဖွဲ့ပြီးတော့ဒါလည်းရိုက်ချိုးဖြက်စီလူတွေကိုလည်းရိုက်နှက်ပြီးတော့အဲ့လိုလုပ်တော့အထီးကယုံကြီးဖြစ်တော့မှဒီအထီးကယုံကိုတားရင်လည်း Desmond Tutu ကဘာပြောလဲဆိုတော့ဟဲ့ဟုတ်ပြီတဲ့သူတို့မှားနေတာတော့ဟုတ်ပြီတဲ့သူတို့မှားနေတာတော့ငါတို့ကမှန်ကြသေးရဲ့လားအဲ့စကားတစ်ခုအင်မတန်စံမိုးထားပါတယ်အင်မတန်သတိထားဖို့ကောင်းပါတယ်ကျမတို့ကိစ္စမဆိုလူများစုနဲ့ဆုံးဖြတ်တဲ့ကိစ္စဖြစ်စေတယောက်တည်းဆုံးဖြတ်တဲ့ကိစ္စဖြစ်စေသူ့ဘက်ကမှားတဲ့စကားကိုကိုရင်ဆိုင်သူ့ဘက်ကမှားတဲ့အလုပ်ကာယကံဝစီကံမနောကံနဲ့မှားတဲ့ရွဲ့တဲ့စောင်းတဲ့လုပ်ငန်းတွေကိုကျမတို့ရင်ဆိုင်ဖြည့်ရှင်းမယ်ဆိုရင်သူ့ဘက်ကမှားတာဟုတ်ပြီကိုအောင်မှန်တာလေးရဲ့လားလို့ကိုဆန်းစစ်ရင်းနဲ့လှပတော့အနာဂတ်ကိုထုစစ်မဲ့လူငယ်များအောင်မြင်ကြီးပွားပါစေလို့ဆုတောင်းရင်ဒီပုံချုပ်ပါတယ်ကျေးဇူးတင်ပါတယ်စာပေပညာရှင်စာရေးဆရာမဒေါ်ဆွမ်းဆန်းနဲ့တာယာရီအားအလူရှင်ဘောခင်ဆန်းတဲ့ဘုံပြုလက်ဆောင်ချင်းမြင့်ခြင်းအစီအစဉ်ဖြစ်ပါရဲ့ရှင်တို့ပါ၍ရတစာပေပညာရှင်စာရေးဆရာမဒေါ်ဆွမ်းဆန်းနဲ့တာယာရီမှဘုံပြုလက်ဆောင်လက်ခံရရှိပါရမည်အလူရှင်ဘောခင်ဆန်းတဲ့မှကြောက်ရောက်ချင်းမြင့်ပေးပါရင်ရိုသေလေးစားစွာပန်ကြားအပ်ပါရှင်ရင်ထဲကရှိတဲ့စကားတွေစာပေဟောပြောပွဲမှာရရှိလာတဲ့ epic တက်ရင်လေးရအောင်ဟောပြောသွားပြီးတဲ့စာရေးဆရာမဒေါ်ဆန်းဆန်းနဲ့တာယာရီချိုးရဲကျေးဇူးတင်ရှိပါတယ်ရှင်